ဇလန်းစားမလို့စစ်မြေပြင်တစ်ခုမှာအနီအောင်တွေးတဲ့ကိုပဲအမြင်နေရတဲ့လူတယောက်ကိုတွေ့ရမှာပဲဖြစ်တယ်သူ့နာမည်ကတော့ရွှေမြောင်လုံးခေါ်ပြီးသူအောက်နေတဲ့နေရာကတော့စစ်မြေပြင်တစ်ခုမှာပဲဖြစ်ကသူတယောက်ပဲအသက်ရှင်ကြံရင်းနေခဲ့တယ်သူ့အနောက်ကိုကြည့်လိုက်တော့လေဦးလေးကြီးတယောက်ကိုမြင်ရမှာဖြစ်ကအဲ့ဒီဦးလေးကဘယ်သူလဲဆိုရင်တော့သူ့ရဲ့ဆရာပဲဖြစ်ပြီးညာဘက်အချံကစုပ်ပြတ်တော့အကြောင်းတီတော့တာပဲဖြစ်တယ်အဲ့ဒါတွေကိုမကျင်တဲ့ရွှေမြောင်ကတော့သူ့ရဲ့ဆရာကတီတော့ရုံနေမကပဲသူတို့ရဲ့အဖွဲဝင်တွေအကုန်လုံးကပါတီတော့အကြောင်းအရန်ကိုစိတ်တူနေခဲ့တယ်အကုန်လုံးကိုဘလူတက်လိုက်တာလဲဆိုရင်တော့တောင်ထိပ်မှာရှိတယ်မကောင်းဆိုးကဘရင်ကအကုန်လုံးကိုတက်လိုက်တာပဲဖြစ်တယ်ဟေ့လူသားမင်းကအတော်လေးကိုအသက်ပြင်းတာပဲအဲ့ဒါတွေကိုကြားလိုက်တဲ့ရွှေမြောင်ကတော့နှက်ဆိုးဘရင်ကအသက်ရှင်နေတာကိုတီးလိုက်ရတာကြောင့်သူတက်နိုင်တယ်တော့ထားလာခဲ့ပြီးမင်းဖက်ဆက်ကိုပိတ်ထားစမ်းဆိုပြီးပြောလိုက်တယ်နှက်ဆိုးကလည်းငါမင်းကိုအခွင့်အရေးပေးမယ်အဲ့ဒါကဘာလဲဆိုရင်တော့မင်းကိုငါမတက်ဘူးအဲ့ဒါကြောင့်အေးစေးထွက်သွားလိုက်ဒါပေမဲ့လည်းရွှေမြောင်ကတော့သူ့သားကိုဆွဲထုတ်လိုက်ပြီးအရှိကိုတက်လာခဲ့တယ်နှမျိုးစရာပဲကွာမင်းမတ်ထားလိုက်ငါတီသွားရင်လည်းငါနောက်တစ်ခါမကြခင်ပြန်လဲမွေးဖွားလာမှာပဲရွှေမြောင်ကတော့နှက်ဆိုးဘရင်ရဲ့စကားကိုနားမထောင်တော့ပဲအရှိကိုတက်လာခဲ့ပြီးသူ့သားကိုဝေးရန်လိုက်ကတခါတည်းနှက်ဆိုးကိုအပြက်ရှင်းပေးလိုက်ပါတော့တယ်နှက်ဆိုးကလည်းဘာကူမှမတက်နိုင်တော့ပဲနှက်ဆိုးရဲ့ခေါင်းကရုတ်တရက်ပြတ်သွားခဲ့ပြီးတောင်ကုန်းပေါ်ကနေကြောက်သွားခဲ့တယ်တောင်ထိပ်ပေါ်မှာကြံနေခဲ့တဲ့ရွှေမြောင်ကတော့စစ်ပွဲကအဆုံးသက်သွားပြီဆိုပြီးသူ့ဘက်စကနေပြောလိုက်ကသူ့ရဲ့အနောက်ကိုတစ်ချက်ကြည့်လိုက်တယ်သူ့ရဲ့အနောက်မှာတော့သူ့ရဲ့တငယ်ချင်းသူ့ရဲ့ဆရာဓမ္မတွေအကုန်လုံးကတည်နေတာကိုမြင်လိုက်ရတာကြောင့်စိတ်ဓာတ်တွေကျနေခဲ့တယ်အဲ့လိုနဲ့ခဏနေတော့ရွှေမြောင်ကလည်းမြေကြီးပေါ်ကိုလဲတော့ခဲ့ကတီတော့မှကိုတည်နေခဲ့တယ်ဘာလဲဆိုရင်တော့သူလည်းစစ်ပွဲမှာတိုက်ခိုက်ခဲ့ရတာကြောင့်တန်ရာတွေအတော်လေးရထားပြီးတီတော့မှကိုချိုတီးနေတာကြောင့်မလို့ပဲဖြစ်တယ်အဲ့လိုနဲ့သူမတည်ခင်သူဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုမြင်အောင်နေခဲ့ကသူ့ကိုဟိုတော့ခိုင်းကမူးစားခဲ့တာရဲ့သူအသေးရလာတော့ဒီခိုင်းကဆရာတွေကသူ့ကိုတင်ညာပေးခဲ့တဲ့အချိန်တွေရဲ့ရန်ဖြစ်လို့အဆူခံရတဲ့အချိန်တွေရဲ့အဲ့ဒါတွေကိုချွတ်မှတော့နောက်ဆုံးအနေနဲ့မြင်အောင်နေခဲ့ကရုတ်တရက်တည်ဆုံးတော့ပါတော့တယ်အဲ့လိုနဲ့နဲ့အနေငယ်လောက်ကြာလာတော့လူငယ်တယောက်ကအိမ်တိမ်မှာအရက်ခံနေရတဲ့ကိုမြင်ရမှာပဲဖြစ်တယ်ဟေးမင်းကမြကြီးကြီးကျယ်သူများတွေတောင်းစားနေကြကိုမင်းကဘာလုပ်နေတာလဲအချောင်းခိုးနေတာလားရွှေမြောင်ကတော့ငါဘယ်ရောက်နေတာလဲနောက်ပြီးတော့ငါဘာဖြစ်နေတာလဲဆိုတာကိုဖြေရှင်းလို့မရပဲဖြစ်နေခဲ့တယ်အော်မင်းကမဖြေဘူးပေါ့လေအနာခံချင်နေတာလားရွှေမြောင်ကတော့ဟေးဆော့ကလေးထွက်တော်စမ်းကွာငါမင်းကိုလှုပ်မိတီသွားလိမ့်မယ်ဘာပြောလဲငါကမင်းလို့တီသွားမယ်လာနောက်နေတာလားအဲ့လိုနဲ့ကောင်လေးကလည်းရွှေမြောင်ကိုဒုံနဲ့စပြီးရွေပါတော့တယ်ရွှေမြောင်ကလည်းကောင်လေးရဲ့တက်ခက်ချုပ်ကောက်ဖို့လုပ်ပြီးမဲ့လေသူ့ရဲ့လက်ကရုတ်တရက်သူတော့ကိုမြင်လိုက်ရကချက်ချင်းဆိုတော့အစော်ခံရပါတော့တယ်ကဲတီလိုက်စံငါ့ကိုပြပြောရေးတယ်တီလိုက်ကွာတီလိုက်အဲ့လိုနဲ့အာရပါရရွှေမြောင်ကိုဆို့လို့တီးပါတော့တယ်အတိခံနေရတဲ့ရွှေမြောင်စီကိုလူတယောက်ကရောက်လာခဲ့ပြီးအတိခံနေရတဲ့ရွှေမြောင်ကိုမြင်ချင်းမှပဲမကူညီပဲအပြင်ကိုထွက်သွားခဲ့တယ်အဲ့လိုနဲ့ရွှေမြောင်တို့အတိခံလို့လည်းပြီးတော့ခဲ့ပြီးတရားတွေဘလက်ပေါ်နဲ့ချောင်းကနားကိုရောက်လာခဲ့တယ်ရှိလို့ပဲဆက်ကလင်းကမြန်ငါ့ကိုလှုပ်ရဲတဲ့ပေါ့အဲ့ဒီကောင်တနေ့ကျရင်တွေးမယ်ကွာဟူအဲ့ဒါတွေထားပါအောင်ငါအခုဘဒူးရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေတာလဲကွာတကယ်လို့ရွှေမြောင်တို့တိုက်ပွဲမှာတည်သွားပြီလို့နေ့တွေကြာလာတော့ဒလောင်းစားတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေတာပဲဖြစ်တယ်ဒီစက်မောင်အဲ့ဒါဆိုရင်ငါတခြားလူရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေတာပေါ့အဲ့လိုနဲ့သူ့ရဲ့မျက်နှာကိုအားရပါရကြည့်နေခဲ့ကခဏနေတော့လူတယောက်ရောက်လာခဲ့တယ်အဲ့ဒီလူကဘဒူးလဲဆိုရင်တော့ရွှေမြောင်တယောက်အရိုက်ခံနေရတော့မမြင်ကြအောင်ဆောင်နှောင်းပြီးထွက်သွားတဲ့လူတယောက်ပဲဖြစ်တယ်ဟေးမြို့ငါမေးစရာရှိတယ်မင်းငါ့ကိုပြောပြနိုင်မလားဘာကိုမင်းမလို့လဲပြောကြည့်လေငါကဒလောင်းစားလားအဲ့လိုနဲ့လီလူကြီးကရုတ်တရက်တိတ်ဆိတ်တော့ခဲ့ပြီးဟဲ့အောင်မင်းယူနေပြီလားငါတို့ငယ်ရဲ့ထဲကတောင်းစားလာခဲ့တာလေအဲ့ဒါတွေကိုကြားလိုက်ရတဲ့ရွှေမြောင်ကတော့ချော့ပြော့တော့ခဲ့ပြီးငါနောက်ထပ်မိကုန်းတစ်ခုမေးဦးမယ်ကွာအဲ့ဒီမိကုန်းကဘာလဲဆိုရင်တော့မင်းနဲ့ဆိုပြီးရင်ကိုတိလာဆိုပြီးမေးလိုက်တယ်ဒလောင်းစားကလည်းတိတာပေါ့ဟာလုံငယ်လေးနှစ်တရာလုံးကရွှေမြောင်ဆိုတဲ့သူရဲ့ခေါင်းကတက်လို့တိတော့တာလေအဲ့ဒါတွေကိုကြားလိုက်တဲ့ရွှေမြောင်ကလည်းအံ့ဩတော့ခဲ့ပြီးဘာလို့လဲဆိုတော့သူတိတော့တာနှစ်တရာကျော်လောက်ရှိနေပြီဖြစ်တာကြောင့်မလို့ပါဟာနေစက်မအောင်ငါတိတော့တာနှစ်တရာလောက်ရှိပြီဆိုတော့ငါနေခဲ့တဲ့ခိုင်းကဘာဖြစ်တော့တာလဲဟဲ့ကောင်လေးဟောတန်ဆိုတဲ့ခိုင်းကိုကြားဘူးလားဘာပြောနေတာလဲမင်းပြောတဲ့ခိုင်းကိုငါမကြားဘူးဟမ်နေစက်မအောင်မင်းမကြားဘူးလားကဘာတစ်ခုလုံးမှာအကြီးဆုံးခိုင်းတစ်ခုလေဟေးစောက်ယူလေးလာမထားနဲ့မင်းပြောတဲ့ခိုင်းကိုငါမကြားဘူးငါကြားဘူးတာကခူတန်အာရှန်ခိုင်းခုံတုံခိုင်းရှင်းရှန်ခိုင်းဂျာပရုံမှာအဖွဲတောင်ချုံခိုင်းခွန်လုံခိုင်းဒလောင်စားအစီအောင်ပြီးတော့တောင်မဲနေစက်ခိုင်း10ခုပဲရှိတာမဟုတ်ဘူးလားမင်းပြောနေတဲ့ခိုင်းကိုငါတခါမှမကြားဘူးဘာပြောလိုက်တယ်မင်းပြောချင်တာကငါတို့နေခဲ့တဲ့ခိုင်းကမရှိတော့ဘူးအဲ့လိုနဲ့ရွှေမြောင်တယောက်ဒေါ်ရတွေထွက်ကုန်มาတော့တယ်ဟမ်နေစက်မအောင်ငါခုမှစဉ်းစားမိတယ်မင်းပြောတဲ့ခိုင်းကလွန်ခဲ့တဲ့နေ့တရာတော့ငါပြိုလဲတော့ပြီမဟုတ်ဘူးလားတကယ်တော့ရွှေမြောင်ရဲ့ခိုင်းကဘာလို့ပြိုလဲတော့တာလဲဆိုရင်တော့လွန်ခဲ့တဲ့နေ့တရာတော့ငါနဲ့ဆိုတွေနဲ့တက်ခဲ့ရတာကြောင့်ခိုင်းထဲမှာရှိတဲ့အရင်ရှင်းရှိတဲ့လူတွေကအကုန်လုံးတည်တော့တာကြောင့်မလို့ပါအခုလက်ရှိမှာတော့ရွှေမြောင်တယောက်သူနေခဲ့တဲ့ခိုင်းကပြိုလဲတော့တာကိုကြားလိုက်ရတာကြောင့်ပြောစရာစကားတော့မရှိတော့ပဲအဲ့ဒီခိုင်းကိုတွားဖို့အတွက်ဆုံးဖြတ်လိုက်တယ်ဘာပြောတယ်မင်းကအဲ့ဒီခိုင်းဘက်ကိုတွားမှလားအဲ့ဒါတွေထားပါငါမင်းကိုမေးစရာနောက်တစ်ခုရှိသေးတယ်ဒီခဏဝဲနာမည်ကဘယ်လိုခေါ်တာလဲမင်းကြောက်သွားပြီလားငါတို့ကဒလောင်းစားတွေလေအဲ့ဒါကြောင့်ငါတို့ရှိမှနာမည်တွေမရှိဘူးကွာကျေးဇူးပဲကွာငါမင်းကိုတနေ့ကျအကျူးပြန်ဆက်ပြီးမယ်အဲ့ဒါကြောင့်ငါရဲ့နာမည်ကိုရွှေမြောင်ဆိုပြီးမှတ်ထားလိုက်အဲ့လိုနဲ့ရွှေမြောင်တို့ကသူအရင်ကနေခဲ့တဲ့ခိုင်းစီကိုတွားပါတော့တယ်ကြံနေခဲ့တဲ့ဒလောင်းစားရဲ့စိတ်ထဲမှာတော့သူယူသွားပြီလားဆိုပြီးထင်နေခဲ့တာပေါ့တစ်ဖက်ကရွှေမြောင်ကတော့သူအရင်ကနေခဲ့တဲ့ခိုင်းစီကိုတွားပါတော့တယ်ဘာလို့လဲဆိုရင်တော့သူအင်ဘွားတော်ကနေခဲ့တဲ့ခိုင်းကိုအရင်ကအတန်းနာမည်ကြော်ကြားတဲ့ခိုင်းတစ်ခုဖြစ်အောင်လုပ်မလို့ပဲဖြစ်တယ်အဲ့လိုနဲ့ရွှေမြောင်တယောက်ပြေးနေပြီးခဏနေတော့ပြစ်လဲတော့ခဲ့တယ်ရှိလို့ပဲဒီခဏကွာအသားမကြသေးဘူးပဲမောလိုက်တာကွာအဲ့လိုနဲ့ခဏနေတော့အနားယူဖို့အတွက်တပင်မှာထိုင်ချလိုက်တယ်နောက်ဆုံးမှာတော့ထိုင်လို့လည်းပြီးတော့ခဲ့ပြီးသူ့ရဲ့ပထမလေ့ကျင့်ခန်းကိုစတင်มาတော့တယ်သူ့ရဲ့ပထမလေ့ကျင့်ခန်းကဘာလဲဆိုရင်တော့ခဏကိုဟန်ချက်ညီတဲ့တိုင်းပညာကိုစပြီးလုပ်ပါတော့တယ်ခဏကိုဟန်ချက်ညီဖို့အတွက်ရွှေမြောင်တယောက်သူ့ရဲ့မျက်လုံးကိုပိတ်လိုက်ပြီးသူ့ရဲ့လက်ကနေစပြီးမက်ချက်အစွမ်းတွေကိုစူးဆောင်းมาတော့တယ်နောက်ဆုံးမှာတော့သူ့ရဲ့မက်ချက်အစွမ်းတွေကလည်းမြင့်တင်လာခဲ့ပြီးသူ့ရဲ့ခဏကိုတစ်ခုလုံးကိုစီးဝင်တော့ခဲ့ကတကုံလုံးမှရှိတဲ့ကြွတော့တဲ့အကုံလုံးကိုထိန်းကြည့်နေခဲ့တယ်အဲ့လိုနဲ့တိတ်မကြပါဘူးသူ့မှရှိတဲ့မက်ချက်အစွမ်းတွေကိုဘိုင်းရဲ့တဲ့နေရာမှာအစွမ်းတွေကိုစူးဆောင်းထားလိုက်ပြီးနောက်ဆုံးမှာတော့ပြီးဆုံးတော့ခဲ့တယ်အဲ့လိုနဲ့ရွှေမြောင်တယောက်လေ့ကျင့်လို့လည်းပြီးတော့ပြီဖြစ်တာကြောင့်သူ့ရဲ့ခီးကိုဆက်ဖို့အတွက်ထားလာခဲ့ပြီးသူ့ရဲ့ခီးကိုဆက်ပါတော့တယ်အဲ့လိုနဲ့ခဏနေတော့တိတ်မကြပါဘူးရွာတရာကိုရောက်လာခဲ့တယ်တစ်ဖက်ကလူနှစ်ယောက်ကတော့အသေးနဲ့ဦးလေးကြီးစီကိုရောက်လာခဲ့တယ်ဆရာကျွန်တော်တို့တောင်းပန်ပတ်စံတွေကို
ဂျာဖက်တောင်းတောင်းနဲ့တရောင်းစားအတီးရောက်နေတယ်ဗျအဲ့ဒါတွေကိုကြားလိုက်တဲ့ဦးလေးကြီးကတည်းကအဲ့ဒါဆိုငါတို့သူ့ကိုတင်ငင်းစာပေးအောင်ဆိုပြီးတရောင်းစား3ကတော့ရှင်မြောင်ရှိတဲ့နေရာကိုရောက်လာခဲ့ကြတယ်ရှင်မြောင်ကတော့အစားအစာတွေကိုအားရပါစားနေခဲ့တာပေါ့ဘာလို့အစားအစာတွေကိုအားရပါစားနေတာလဲဆိုရင်တော့သူလမ်းမှာတုန်းကအခြေခံကိုခံပညာကိုလေ့ကျင့်ထားတာကြောင့်မလို့အစားတွေကိုအားရပါစားနေတာပဲဖြစ်တယ်ဟိတ်ဆောက်ကလေးငါတို့ခေါ်နေတာမကြောက်ဘူးလားဘာလဲမင်းတို့ကဘာလို့ကျင်လို့လဲမင်းကငါတို့တောင်းရမယ့်နေရာကိုမင်းကကြားဖြတ်ပြီးတောင်းတော့တာလေရှင်မြောင်ကတော့ပြောနေတဲ့စကားကိုဂီးမဆိုင်ပဲနေခဲ့ကခဏနေတော့မတ်တက်ထားလိုက်ခဲ့ပြီးအကျိုးတွေဖာတွေပါဆက်နေခဲ့တယ်ဟေးငါမင်းတို့ကိုမတက်ခိုက်ရှင်မတက်ခိုက်ရတော့မှနဲ့တူတယ်အဲ့ဒါကြောင့်မင်းတို့3လုံးဝင်ပြီးတက်ခိုက်လို့ရတယ်နော်အထင်သေးခံလိုက်ရတဲ့ဦးလေးကြီးတို့ကတော့သူတို့ကိုအထင်သေးရကောင်မလားဆိုပြီးသူ့ရဲ့တပြည့်နေရာကိုအရှိကိုတက်ခံလိုက်တယ်တက်ရှိမှပဲလူတယောက်ကတော့လက်သေးနဲ့စပြီးထိုးပါတော့တယ်ဒါပေမဲ့ရှင်မန်ကတော့အေးအေးဆေးဆေးလေးချောင်းလိုက်ကသူ့ရဲ့လက်ဒီကျတစ်ချက်စာကျွေးပေးလိုက်တယ်ကဲနောက်ထပ်တယောက်လာစမ်းအဲ့လိုနဲ့တိတ်မကြပါဘူးဦးလေးကြီးတို့3ကတော့ဖိဖိမေကေပါဆိုပြီးဖြစ်တော့ခဲ့တာပေါ့ကဲငါမင်းတို့ကိုတခုမေးစရာရှိတယ်ငါသွားချင်တဲ့ခိုင်းကိုဘယ်လိုသွားရတာလဲမင်းတို့တွေတီးကြလားဟုတ်ကျွန်တော်တို့တီးပါတယ်ဗျအဲ့လိုနဲ့ခဏနေတော့ရှင်မန်တော့ဒေါင်းစား3ကပြောရတဲ့အတိုင်းသူအရင်ကနေခဲ့တဲ့ခိုင်းကိုခီးဆက်ပါတော့တယ်ကဲငါတောင်မို့တက်ဖို့အချိန်ရောက်ပြီပဲအဲ့လိုနဲ့ရှင်မန်တော့တောင်မို့ကိုစပြီးတက်ပါတော့တယ်ဟိုမော်လိုက်တာကွာငါဆက်ပြီးသွားရအောင်မပဲအဲ့လိုနဲ့ရှင်မန်တော့ခဲနဲ့တောင်မို့ကိုစပြီးတက်နေခဲ့ကနောက်ဆုံးကတော့သူရောက်ရှင်နေတဲ့ခိုင်းကိုရောက်ရှိလို့လာပါတော့တယ်ရောက်ရှင်မပဲရှင်မန်ကတော့အံ့ဩတော့ခဲ့ပြီးဘာလို့လဲဆိုရင်တော့သူတို့အရင်ကလှုပ်ခဲ့တဲ့ဆိုင်မုတ်ကပြောင်းနေတာကြောင့်မလို့ပဲဖြစ်တယ်ရှိတော့ပဲဘာတွေဖြစ်တော့ရလဲဟာငါရဲ့စီအမြဲတမ်းတက်ရှင်လုံနေခဲ့တဲ့ဆိုင်မုတ်လေးကအခုတော့မရှိတော့ဘူးဘာဖြစ်တော့ရလဲအဲ့လိုနဲ့အပြင်မှာရှင်မတော့အရန်ကိုဆူညံနေတာကြောင့်တကားအပေါက်ကနေလူတယောက်ကထွက်လာခဲ့တယ်ဟန်ကလေးတယောက်ပါလားမင်းကပါကီစာရှိလို့ရောက်လာတာလဲအဲ့ဒါတွေခဏထားပါအောင်ကျွန်တော်တခုမေးချင်လို့ပါခင်ဗျားကဒီခိုင်းမှနေနေတဲ့တိုင်းပြည်ညာချစ်တဲ့လူတယောက်လားဟုတ်ပါတယ်ဒါနဲ့ညလည်းရောက်တော့မှဆိုတော့အပြင်မှာအရန်အေးတယ်အဲ့ဒါကြောင့်အထဲကိုဝင်ခဲ့ပါလားအဲ့လိုနဲ့ရှင်မတော့အထဲကိုဝင်လာခဲ့ပြီးဝင်ချင်းမှပဲရှင်မကတော့ထပြီးအော်ပါတော့တယ်ဘာလို့အော်ထားလဲဆိုရင်တော့သူတို့အရင်ကလေ့ကျင့်ခဲ့တဲ့ကွင်းပြင်ကကြောက်ပြည်နေလှုပ်ထားတာဆိုပေမဲ့လည်းအခုကျတော့လေ့ကျင့်တဲ့ကွင်းကတဲတဲ့ကြီးဖြစ်နေတာကြောင့်မလို့ပါဘာလို့အရင်ခေတ်ကလေ့ကျင့်တဲ့ကွင်းမှာကြောက်ပြည်နေမရှိတော့တာလဲဆိုရင်တော့ဒီခိုင်းကအခုစားစရာတွေပြတ်နေတာကြောင့်ကြောက်ပြည်နေကိုရောင်းစားလိုက်တာဆိုပြီးရှင်းပြပေးလိုက်တယ်ဟိုစိတ်ညစ်ပါတယ်ကွာငါတို့ခေတ်တုန်းကစောင်းရံကိုပတ်စံရှိခဲ့တာလေအဲ့လိုနဲ့ရှင်မတော့ဘာတွေရောင်းစားထားအောင်မလဲဆိုပြီးအရှိကိုတက်လာခဲ့တယ်နောက်ဆုံးမှတော့ဖះเจ้าကိုရောက်လာခဲ့ပြီးဘာလို့ရှင်မကိုဖះเจ้าကိုခေါ်လာရတာလဲဆိုရင်တော့ဒီခိုင်းကိုရောက်ရင်အိမ်ဆုံးဖះเจ้าကိုဝင်ရပြီးဖះကိုအရင်ဝင်ပြရတဲ့ဒလီရှိတာကြောင့်မလို့ပဲဖြစ်တယ်အဲ့လိုနဲ့ဖះဝင်ပြဖို့အတွက်အထဲကိုနှစ်ယောက်တောင်ဝင်လာခဲ့ကြပြီးဝင်ချင်းမှပဲထုံးဆိုင်တိုင်းရှင်မကတော့အရင်ကဘိုးဘေးခေတ်တုန်းကဖះအောင်တိုင်နဲ့ဘိုးဘေးကိုယ်တိုင်ရေးထားခဲ့တဲ့စာလိပ်တွေနဲ့အဆင့်တက်စာတွေကဖေဖေတော့လဲဆိုပြီးမေးပါတော့တယ်ဟုတ်ဘယ်ရောက်တော့လဲဆိုရင်အကုန်လုံးရောင်းစားလိုက်တာပါအဲ့ဒါတွေထားပါဦးဒီနောက်မှရှိတဲ့ပန်းတပွင့်ကဖေဖေတော့လဲဟာမင်းပြောတဲ့ပန်းဆိုတာကထူးခြားတဲ့တက်ထူနဲ့လှုပ်ထားတဲ့ပန်းမွက်ကိုပြောတာလားဟုတ်တယ်အဲ့ဒီပန်းကိုပြောတာအခုဘယ်ရောက်တော့လဲငါတို့ရောင်းလိုက်ပြီလေအဲ့လိုနဲ့ရှင်မတော့ဘာပြောလို့ဘာကန်ရမှမသိတော့ပဲမြေကြီးပေါ်ကိုထိုင်ချလိုက်ကဟိုဒီခိုင်းကတကယ်ကိုပြက်စီတော့တာပဲဒါပေမဲ့လည်းရှင်မကတော့ဒီထက်မဆူးလာခင်သူသားကိုတားရမယ်ဆိုပြီးဒီခိုင်းနဲ့ဝင်မှုတော့တောင်းဆူပါတော့တယ်အဲ့လိုနဲ့ဦးလေးကြီးကလည်းခဏဆောက်အောင်ဒီခိုင်းရဲ့ခေါင်းဆောင်ကိုတော့ခေါ်လိုက်အောင်မယ်ဆိုပြီးဦးလေးကြီးတယောက်ဒီခိုင်းရဲ့ခေါင်းဆောင်စီကိုရောက်လာခဲ့တယ်တကယ်တော့ဒီအဖိုးကြီးကဒီခိုင်းရဲ့လက်ရှိခေါင်းဆောင်ပဲဖြစ်တယ်ဆရာအကြီးကြီးလို့ပါကလေးတယောက်ကဒီခိုင်းကိုဝင်ချင်တယ်တဲ့အဲ့လိုနဲ့အဖိုးကြီးကလည်းအပြင်ကိုထွက်လာခဲ့ပြီးကျွန်တော်ရှင်မပဲရှင်မကတော့အယူတီပေးလိုက်ကကျွန်တော်နာမည်ကရှင်မဆိုပြီးမိတ်ဆက်ပေးလိုက်တယ်ဆိုတော့မင်းပြောချင်တာကဒီခိုင်းကိုဝင်ချင်တယ်ပေါ့ဟုတ်လားဟုတ်ပါတယ်ကျွန်တော်ဒီပြက်စီနေတဲ့ခိုင်းကိုဝင်ချင်ပါတယ်အဲ့လိုပြောလိုက်တော့ခေါင်းဆောင်ကလည်းရှင်မကိုချဲ့ဆိုလို့လက်ခံပေးလိုက်တယ်ရှင်မကတော့ကြောင်တော့ခဲ့တာပေါ့ဘာလို့လဲဆိုတော့အရင်ခေတ်တုန်းကဒီခိုင်းကိုဝင်ဖို့အတွက်လွယ်လွယ်နဲ့ဝင်လို့မရပါဘူးဒါပေမဲ့အခုကတော့အရန်ကိုလွယ်နေတာကြောင့်အံ့ဩနေခဲ့တယ်အဲ့လိုနဲ့အခုလက်ရှိမှာတော့ရှင်မကိုတပြည့်အဖြစ်လက်ခံလိုက်ကတိုင်းပညာတင်ဖို့အတွက်တိုင်းပညာဝတ်စုံတွေရဲ့ရှင်မနေဖို့အတွက်အခန်းတစ်ခန်းရဲ့ပါပေးထားလိုက်တယ်ဒါပေမဲ့ရှင်မကတော့ဒီနေရာကညှစ်ပက်လိုက်တာကွာတခြားအခန်းတွေလည်းဒီလိုပဲလားမသိဘူးအဲ့လိုနဲ့ရှင်မတော့တခြားအခန်းကိုလည်းဆက်စုပါတော့တယ်အဲ့လိုဆက်စုနေလို့ခဏနေတော့လူတယောက်ကရောက်လာခဲ့ကရှင်မကမင်းကတခုလားငါအခန်းကိုဘာလို့ချောင်းကြီးနေတာလဲဆိုပြီးအော်ပါတော့တယ်အဲ့လိုနဲ့ခဏနေတော့တခြားသူတွေကပါရှင်မနောက်ကိုရောက်လာခဲ့ကြကသူတို့တွေကဘယ်သူတွေလဲဆိုရင်ရှင်မလိုပဲဒီခိုင်းမှာတိုင်းပညာတင်ဖို့တော့ရောက်လာကြတဲ့သူတွေပဲဖြစ်တယ်ခဏနေတော့ဆရာတယောက်ကရောက်လာခဲ့ကမင်းတို့တွေဒီမှာစူညံနေဘာလို့နေတာလဲအော်နောက်ပြီးတော့မင်းကဒီခိုင်းကိုဝင်လာတဲ့လူတိတယောက်မဟုတ်လားဟုတ်ပါတယ်ဆရာအော်မင်းကလူတိဆိုတော့ဒီနေ့ကနားလိုက်အောင်မနေ့ပြန်ကျရင်လေ့ကျင့်ကိုစပြီးဆင်းရမယ်အဲ့လိုနဲ့တခြားတစ်ပြည့်တွေကလေ့ကျင့်ဖို့အတွက်ဆရာနောက်ကိုလိုက်တော့ခဲ့ကြပြီးခဏနေတော့ရှင်မောင်နဲ့စကားပြောတဲ့ကောင်ကရှင်မောင်ဘက်ကိုတစ်ချက်လေးလာခဲ့ကဟဲ့ငါမင်းကိုတင်ငါစာပေးပြမယ်ခဏကဆရာရောက်လာလို့မင်းကန်ကောင်းတဲ့မဲ့အဲ့လိုနဲ့ထရော့ခဲ့ပြီးကြံနေခဲ့တဲ့ရှင်မောင်ကတော့သူကချင်းချောင်းကောင်းရမလားဆိုပြီးဒေါ်တော်တွေထွက်နေခဲ့တယ်အဲ့လိုနဲ့ညတညမှတော့ရှင်မောင်စီကိုဆန်နီဆိုတဲ့ကောင်ကမနေ့ကပြောထားတဲ့အတိုင်းရောက်လာခဲ့ပြီးဟဲ့မင်းရဲ့ဝိစာတွေအကုန်လုံးချွတ်လိုက်ဆန်းဆိုပြီးပြောလိုက်တယ်ဟမ်ဘာပြောလိုက်တယ်ငါဝိထားတဲ့အင်ဂျင်အကုန်လုံးချွတ်ရမှာလားဟုတ်တယ်မင်းအကုန်လုံးချွတ်လိုက်မင်းကငါစောက်ချက်ခွဲပြမယ်အဲ့လိုပြောခံလိုက်ရတဲ့ရှင်မောင်ကတော့ဒေါ်တော်ထွက်လာခဲ့ပြီးဟဲ့မင်းတို့ကတခုမေးမယ်မင်းတို့ညနေပိုင်းမှာတိုင်းပညာမတင်ကြဘူးလားဘာတွေပြောနေတာလဲငါတို့ကမနဲ့ပါမယ်တိုင်းပညာတင်တာညနေပိုင်းဆိုရင် AC ပဲကွာအော်အဲ့ဒီလိုလားအဲ့ဒါဆိုရင်မင်းရဲ့စောက်ကိုအတင်းပြင်ထားလိုက်အဲ့လိုနဲ့ရှင်မောင်ကတော့သူ့ရဲ့လက်တီစာကိုကျွေးပေးလိုက်ပါတော့တယ်ဘေးနားမှာကြည့်နေကြတဲ့တခြားသူတွေကလည်းလက်တီတစ်ချက်ထဲနဲ့ခေါင်းမမှာခေါင်းကစိုက်တော့တာကြောင့်အန်အောနေခဲ့ကြတယ်ကဲမင်းတို့အကုန်လုံးကိုလည်းငါမဲလောက်တော့အောင်ဆုံးရပေးမယ်အဲ့လိုနဲ့အရှင်အနေငယ်နဲ့ကြာလာတော့ရှင်မောင်ရဲ့အရှိမအကုန်လုံးကထိုင်ရကြီးဖြစ်နေခဲ့ကြတာပေါ့ဘာလို့လဲဆိုရင်တော့ရှင်မောင်တို့အကုန်လုံးကိုလက်တီစာကျွေးပေးထားတာကြောင့်မလို့ပါအဲ့လိုနဲ့ဒီအဖြစ်ဖြစ်ကြီးကလည်းပြီးတော့ခဲ့ပြီးမနေ့ဖြောင်ရောက်လာခဲ့တယ်မနေ့ဖြောင်ရောက်လာတော့မနေ့ကဆရာပြောထားတဲ့အတိုင်းရှင်မောင်တို့ဒီနေ့ကလေ့ကျင့်ရမယ့်နေ့ဖြစ်တာကြောင့်လေ့ကျင့်တဲ့ကွင်းစီကိုရောက်လာခဲ့တယ်လေ့ကျင့်တဲ့ကွင်းမှာတော့ဆရာတယောက်ကသူ့ရဲ့တပည့်တွေအကုန်လုံးကိုဓာလွဲနေတည်မင်းနေခဲ့တယ်အဲ့ဒါတွေကိုအဝေးကနေကြည့်နေတဲ့ရှင်မောင်ကတော့ဘာလို့ဘာပြောရမယ်မသိတော့ပဲဖြစ်တော့ခဲ့တယ်ဒီကောင်တွေဘာလို့6လုံးနေတာလဲဟာရှိလို့ပဲတကယ်တော့ရှင်မောင်တယောက်ဘာလို့စိတ်ကြွနေတာလဲဆိုရင်တော့တိုင်းပညာကိုတင်နေတဲ့ဆရာကတိုင်းပညာတွေကိုကောင်းကောင်းမတင်ပဲဒါတွေကို6ရက်နေတာကြောင့်မလို့ပါရှီစင်းကြီးပါတယ်ကွာအရင်ကနေ့တရာနဲ့တခြားစီပဲအဲ့လိုနဲ့ရှင်
မြန်ကလည်းမတက်နိုင်တော့ပဲတိုင်းမြာတင်ချဖို့အတွက်လူကြားတဲ့ကိုရောက်လာခဲ့ကချွေမတယောက်ကောင်းဝင်ကြီးကိုမှုတ်ကြည့်လိုက်တယ်ဘာလို့လဲဆိုရင်တော့သူအရင်ခက်ကနေခဲ့တဲ့ခိုင်းကအခုတော့ဆုပ်ပြတ်တက်နေပြီဖြစ်တာကြောင့်ငါသူတို့ကိုလမ်းပြပေးမှဖြစ်တော့မယ်ဆိုပြီးအတွေးရှက်ဝင်လာခဲ့တယ်အဲ့လိုနဲ့ညနေကိုရောက်လာတော့ဆန်နီကိုချွေမတယောက်ခေါ်လိုက်တယ်ခေါ်ချင်မှပဲဆန်နီကလည်းချွေမနောက်ကိုရောက်လာခဲ့တာပေါ့ဟေးငါမင်းကိုတခုတောင်းဆိုစရာရှိတယ်ဟုတ်ဘာတောင်းဆိုစရာရှိလို့လဲအေးငါဘာတောင်းဆိုချင်တာလဲဆိုရင်တော့ဒီမှာရှိတဲ့တင်နာတာအကုန်လုံးကိုဒီအဆောင်ရဲ့အရှိကိုခေါ်လာလိုက်အဲ့လိုပြောလိုက်တော့ဆန်နီကလည်းချွေမကိုကြောက်တဲ့စိတ်နဲ့မငြင်းရတော့ပဲချဲ့ဆိုလို့တော့ခေါ်လိုက်ပါတော့တယ်တကယ်တော့ချွေမတယောက်ဒီမှာရှိတဲ့လူတွေအကုန်လုံးကိုဘာလို့ပေးမှလဲဆိုရင်တော့သူတို့အားလုံးကိုတိုက်မြာတင်ပေးမလို့ပဲဖြစ်တယ်အဲ့လိုနဲ့တိတ်မကြလိုက်ပဲအဆောင်မှာရှိတဲ့လူတွေအကုန်လုံးကအဆောင်ရှိကိုရောက်လာခဲ့ကြတယ်ရောက်ချွေမကလည်းလူကြားတဲ့ကိုရောက်လာခဲ့တာပေါ့ဟေးလူအရှင်ကြီးဘာလို့ငါတို့ကိုခေါ်ရတာလဲမင်းကငါတို့အကြီးတွေကိုမလီစားတာလားအပြောခံရလဲချွေမရဲ့စိတ်ထဲမှာတော့စိတ်လိုနေခဲ့ပြီမဲ့လေအပြုံမပြတ်ပဲစကားစပြီးပြောပါတော့တယ်ဟေးငါမင်းတို့ကိုပြောစရာရှိတယ်အဆောင်ထဲကိုခဏဝင်ကြမလားအဲ့လိုနဲ့ချွေမတယောက်အကုန်လုံးကိုအဆောင်ထဲကိုတွင်းလိုက်ပြီးခဏနေတော့အဆောင်ကရုပ်တရက်လှုပ်လာခဲ့တယ်အပြင်မှာစောင့်ကြည့်နေတဲ့ဆန်နီကတော့ဟမ်အဆောင်ကအရန်ကိုလှုပ်နေပါလားအဲ့လိုနဲ့ခဏနေတော့အဆောင်ထဲကနေအသေးအတန်ထွက်လာခဲ့ကြတယ်ထထောချင်းမပဲချွေမကိုမလုံဆန်ရဲတော့ပဲချွေမရဲ့အရှိမလေ့ကျင့်မှုတို့အစင်နေဖြစ်နေခဲ့ကြတာပေါ့ကဲငါ့ကိုဆက်ကျင်တဲ့သူလည်းမရှိတော့ဘူးဆိုတော့ငါတို့ရဲ့လေ့ကျင့်ရေးကဒီနေ့ကစပြီးညတိုင်းလေ့ကျင့်ပြီးသွားမယ်အဲ့လိုနဲ့မနက်ကိုရောက်လာခဲ့ပြီးတိုင်းပြန်တင်ပြီးမှဆရာတယောက်ကတော့သူ့ရဲ့တပြည့်လေးတွေကိုလေ့ကျင့်ပြီးဖို့အတွက်အင်ဂျီဒီပါလေးဝဝလိုက်ပြီးလေ့ကျင့်တဲ့ကွင်းမျိုးကိုတွားချပါတော့တယ်အဲ့လိုနဲ့ခဏနေတော့ရောက်လာခဲ့ပြီးလေရောက်ချင်မှပဲတိုင်းပြန်တင်ပြီးမှဆရာတယောက်စောင်းရင်ကိုအံ့ဩတော့ခဲ့တယ်ဘာလို့လဲဆိုရင်တော့သူ့ရဲ့တပြည့်တွေကတညလိုလေ့ကျင့်ထားလို့မောင်ရဲ့ကြီးလေးနေတဲ့သူကမောင်ရဲ့လဲလုံလို့မရတဲ့သူကလုံလို့မရပဲဖြစ်နေခဲ့တယ်အဲ့ဒီထဲမှာစောင်းရင်ကိုထူချတဲ့သူကတော့ရှင်ပြောင်တယောက်ပါပဲဘာလို့လဲဆိုတော့တခြားသူတွေနဲ့မတူပဲအရန်ကိုကြီးမှတဲ့ကြောက်တုံးတွေကိုညကနေမနဲ့အထိထိုင်ထားလို့နေတာကြောင့်မလို့ပဲဖြစ်တယ်အဲ့လိုနဲ့ခဏနေတော့ရှင်ပြောင်နောက်ကိုတိုင်းဆရာကရောက်လာခဲ့ကရှင်ပြောင်ကအံ့ဩတဲ့အကြီးနဲ့ကြည့်နေခဲ့တာပေါ့ဘာလို့လဲဆိုတော့ရှင်ပြောင်ကတခြားသူတွေထက်အသက်အငယ်ဆုံးပဲဖြစ်တယ်လို့အသက်ကြီးတဲ့သူတွေတောင်မှမခံနိုင်တဲ့လေ့ကျင့်ရေးကိုရှင်ပြောင်တယောက်လှုပ်ပြောက်တော့တာကြောင့်မလို့ပဲဖြစ်တယ်ကဲဆိုတော့ရှင်ပြောင်အခုကဘာလို့လေ့ကျင့်နေတာလဲအဲ့ဒါတွေအကုန်လုံးကမင်းလောက်ခိုင်းတာလားဟုတ်ပါတယ်ဆရာကျွန်တော်ကိုတလားလောက်အချိန်ပေးလို့ရမလားတကယ်လို့ဒီတလားအတွင်းမှာသူတို့တွေမတူတက်လာဘူးဆိုရင်တော့ကျွန်တော်ကိုအပြစ်ပေးလို့ရပါတယ်ဒါပေမဲ့ဒီတလားအတွင်းမှာသူတို့တူတက်လာမယ်ဆိုရင်တော့ကျွန်တော်သူတို့ကိုညတိုင်းလေ့ကျင့်ပေးသွားမှာမယ်အဲ့လိုပြောလိုက်တော့ဆရာတယောက်ကလည်းဘာပြောလို့ဘာကြိုင်ရမှမသိတော့ပဲဖြစ်နေခဲ့ကရှင်မပြောတဲ့စကားကိုလက်ခံပေးလိုက်တယ်အဲ့လိုနဲ့နောက်ရက်မှာတော့ရှင်မတယောက်တဲ့အခန်းထဲမှာလေ့ကျင့်နေခဲ့ပြီးဒီခိုင်းရဲ့အကြောင်းကိုတွေးနေခဲ့တယ်ဘာတွေတွေးနေတာလဲဆိုရင်တော့ဒီခိုင်းမှာရှိတဲ့ဆရာတုံးကအတုံးလဲမကြတယ်လို့တိုင်းမြညာလဲမတော်ကြဘူးဒါပေမဲ့ဆွေးရှိကြတဲ့တပြည့်လေးတွေရှိတာပဲငါအဲ့ဒီတပြည့်လေးတွေကိုပြောင်းလဲပေးလိုက်မယ်ဆိုရင်တော့စောင်းရင်ကိုအင်အားကြီးတဲ့ခိုင်းတစ်ခုဖြစ်လာမယ်ဆိုတာသိကြတယ်တစ်ဖက်ကနေတဲ့ဇာကိုထမင်းစားကမှစားနေခဲ့ကြတယ်ရှင်မြောင်ရဲ့တပြည့်လေးတွေကိုတွေးရမှာပဲဖြစ်တယ်ထမင်းစားရတော့မှသူတို့ရဲ့သူတို့နဲ့ချောင်းကိုမနိုင်တော့ပဲဖြစ်နေခဲ့တာပေါ့ဘာလို့လဲဆိုတော့သူတို့တွေကညတိုင်းလေ့ကျင့်ရတာကြောင့်မလို့ပဲဖြစ်တယ်အခုကျွန်တော်တို့ညတိုင်းလေ့ကျင့်ရတာမခံနိုင်တော့ဘူးဗျာအဲ့ဒါကြောင့်တခုလောက်ပါအောင်ဆန်နီကတော့သူစားနေတဲ့သူကိုချလိုက်ကမင်းတို့တွေစကားအရန်များတာပဲကွာမင်းတို့ပြောချင်ငါ့ကိုမပြောနဲ့မင်းတို့ပြောချင်တဲ့သူကိုတိုက်ရိုက်တော့ပြောကွာအဲ့လိုနဲ့ဆန်နီတယောက်အရင်လုံးမဟုတ်တော့ပဲသူ့ရဲ့အခင်ဆုံးတငယ်ချင်းကိုအပြင်ကိုခဏလောက်လက်ခဲ့ပါလားဆိုပြီးနေရောက်တာအပြင်ကိုထွက်လာခဲ့ကြတယ်ဟေးငါ့ကိုဘာပြောမလို့လဲကျွန်တော်ဘာပြောမလို့လဲဆိုရင်တော့ကျွန်တော်အရင်ကဒီလအတွင်းမှာကျွန်တော်ရဲ့အိမ်ကိုပြန်ဖို့အတွက်ဆုံးဖြတ်ထားတယ်ဒါပေမဲ့ဗျာကျွန်တော်အခုစိတ်ပြောင်းသွားပြီဆန်နီရဲ့တငယ်ချင်းကိုဆန်ဂျီကလည်းဘာလို့လဲဆိုပြီးမိတော့ဆန်နီကလည်းဘာလို့လဲဆိုရင်တော့ချွမြောင်ချောင်းပဲငါအရင်ကတိုင်းမြလေ့ကျင့်တာဒီလောက်ထိမပင်ပန်းဘူးဒါပေမဲ့ကွာငါထက်ငယ်တဲ့ချွမြောင်ကအရှိကနေဦးဆောင်ပြီးလှုပ်ပြထားတာပဲအဲ့ဒါကြောင့်ငါတီးလိုက်တယ်ငါထက်ငယ်တဲ့ကောင်တော်မှလှုပ်နိုင်သေးတာပဲငါလည်းတနေ့ကျရဲ့ဒီကိုင်းရဲ့ဆရာတယောက်ဖြစ်လိုက်ရမယ်ဆိုပြီးပြောလိုက်တယ်အဲ့ဒါတွေကိုကြားလိုက်ရတဲ့ဆန်နီရဲ့တငယ်ချင်းကလည်းပြုံးလက်ချက်ပြုံးလိုက်ကငါလည်းအတူတူပဲဆိုပြီးပြောလိုက်တယ်အဲ့ဒီအဖြစ်အပျက်ကိုတစ်ပင်ပေါ်ကနေချောင်းကြည့်နေတဲ့ချွမြောင်ကတော့သူတို့နှစ်ယောက်ကိုသဘောကျနေခဲ့တယ်ကဲဆိုတော့ငါသူတို့ကိုလေ့ကျင့်ပေးဖို့အဝေးကြီးလို့တီးတယ်အဲ့လိုနဲ့တွေးနေတော့ခဏတော့ဆူညံတန်ကိုကြားလိုက်ရတယ်အဲ့ဒီဆူညံတန်ကဘဲကလည်းဆိုရင်တော့ဒီကိုင်းရဲ့ဝင်ပေါက်ကိုဖျက်ဆီးပြီးဝင်လာခဲ့ကြတဲ့သူတွေကြောင့်ပဲဖြစ်တယ်တကယ်တော့သူတို့တွေကဘာတူလဲဆိုရင်တော့ဒီကိုင်းကိုချီပေးထားကြတဲ့ကုန်တယ်တွေပဲဖြစ်တယ်အခုလိုရောက်လာရတဲ့အကြောင်းရင်းကလည်းအကျွေးတွေကိုလာတောင်းအောင်ပဲဖြစ်တယ်အဲ့ဒါတွေကိုတစ်ပင်ပေါ်ကနေကြည့်နေတဲ့ချွမြောင်ကတော့ရှိလို့ပဲဒီကိုင်းရဲ့ကုန်တယ်တွေစီကနေအကျွေးတွေယူထားတာလားဟာကုန်တယ်တွေကတော့ကိုင်းရဲ့ခေါင်းဆောင်ရှိတဲ့နေရာကိုတွားချပါတော့တယ်အဲ့လိုတွားနေတဲ့အချိန်မှာတော့ချွမြောင်ကလည်းဘာတွေပြောနေတာလဲဆိုတာကိုသိချင်တာကြောင့်အနောက်ကနေခိုးပြေးလိုက်လာခဲ့တယ်အဲ့လိုနဲ့ခါနဲ့တော့ကိုင်းရဲ့ခေါင်းဆောင်ကလည်းခက်တီတီနဲ့ပဲအပြင်ကိုထွက်လာခဲ့တယ်ဘယ်လိုလဲခေါင်းဆောင်ကျွန်တော်တို့ရဲ့အကျွေးတွေကိုတစ်ဖက်အတွင်းရနိုင်မလားတစ်ဖက်အတွင်းမှာမရနိုင်ဘူးဆိုရင်တော့ကျွန်တော်ဒီကိုင်းမှာရှိတဲ့အရာအားလုံးကိုတင်ရလိမ့်မယ်တကယ်တော့ဒီဖက်တီကဘာတူလဲဆိုရင်တော့ဒီမှာရှိတဲ့ကုန်တွေအားလုံးရဲ့ခေါင်းဆောင်တယောက်ပဲဖြစ်တယ်အဲ့လိုနဲ့အခုလက်ရှိမှာတော့အချင်းပြတ်မေးဖို့အတွက်အချိန်9ရက်ပေးလိုက်ကဒီအဖြစ်အပျက်ကြီးကလည်းပြီးဆုံးတော့ပါတော့တယ်တစ်ဖက်ကချွမြောင်ကတော့အဆောင်စီကိုပြောင်းလာခဲ့ပြီးသူမသိတဲ့အရာတွေကိုသူတပြင်းနှစ်ယောက်ကိုမေးနေခဲ့တယ်ကဲဆိုတော့ငါတို့ခိုင်းကအကျွေးတွေနဲ့ပေါ့နောက်ပြီးတော့သူတို့ကုန်တွေထက်ကဖက်တီကဘယ်လောက်ထိချမ်းသာတာလဲဆိုတာကိုသိကြလားဟုတ်ကဲ့ဆရာကျွန်တော်သိပါတယ်အဲ့ဒီကုန်တဲ့ဖက်တီကဒီကိုင်းရဲ့အပြင်ဘက်နားမှာစားတော့ဆန်မျိုးစင်ကိုပိုင်ဆန်ထားပါတယ်ဘာပြန်ပြောစမ်းအဲ့လိုနဲ့ချွမြောင်တော့အဲ့ဒီဖက်တီကိုမြင်မြုပ်ချင်တယ်လို့ဖြစ်လာခဲ့တယ်ဘာလို့လဲဆိုရင်တော့အဲ့ဒီစားတော့ဆန်မျိုးစင်ကအရင်ကဒီကိုင်းရဲ့ပိုင်ဆိုင်မှုတစ်ခုပဲဖြစ်တယ်နောက်ပြီးတော့လည်းအဲ့ဒီပိုင်ဆိုင်မှုကိုဖက်တီကလူထထားတာကြောင့်မလို့ပါအခုလက်ရှိမှာတော့ချွမြောင်တော့သူတို့ရဲ့ပိုင်ဆိုင်မှုကိုလူထထားတာကြောင့်စိတ်တို့နေခဲ့ကသူ့ရဲ့တပြို့နင်ဂျာဝတ်စုံကိုယူခိုင်းလိုက်တယ်အဲ့လိုနဲ့ခဏနေတော့နင်ဂျာဝတ်စုံကိုယူလာခဲ့ပြီးချွမြောင်ကတော့ချဲ့ဆိုနင်ဂျာဝတ်စားတွေကိုလဲလိုက်တယ်လဲချင်းမှပဲချွမြောင်ကတော့အပြင်ကိုထွက်တော့ခဲ့ပြီးခဏနေတော့မျိုးစင်နောက်ရောက်လာခဲ့တယ်တကယ်တော့ချွမြောင်တယောက်ဘာလို့မလို့လဲဆိုရင်တော့ကုန်တယ်တွေကိုပညာပေးမလို့ထွက်လာခဲ့တာပဲဖြစ်တယ်တစ်ဖက်ကကုန်တယ်တွေကတော့အားရပါပျော်ပွဲစားလုပ်နေကြတယ်ဘာလို့ပျော်ပွဲစားလုပ်နေတာလဲဆိုရင်တော့သူတို့9ရက်အတွင်းမှာသူတို့အကျွေးကိုမဆက်နိုင်ဘူးဆိုရင်အဲ့ဒီခိုင်းမှာရှိတဲ့ပိုင်ဆိုင်မှုအကုန်လုံးကိုရမှာကြောင်မလို့ပါအဲ့ဒီထဲမှာကုန်တယ်တယောက်ကတော့ကိုဖက်တီကိုမေးကုန်မေးလိုက်တယ်ဘာလဲဆိုရင်တော့အဲ့ဒီခိုင်းမှာတန်မိုးရှိတဲ့အရာတွေရှိလို့လားဆိုပြီးမေးလိုက်တယ်ကုန်တယ်ဖက်တီကလည်းရှိတာပေါ့ဟာအဲ့ဒီခိုင်းမှာရှိတဲ့အဆောက်အဦတွေကငါတို့တွေရောင်းမယ်ဆိုရင်ငါတို့အတွက်အမျက်တွေအများကြီးရမှာကွာအဲ့လိုပြောလိုက်တော့တခြားကုန်တယ်တွေကတော့အမျက်ကြီးရတော့မှဆိုတော့ပြုံးပြုံးလေးဖြစ်နေကြပြီးကုန်တယ်အကုန်လုံးမူးတဲ့အထိအောင်မဲကိုခံကြပါတော့တယ်အဲ့လိုနဲ့တောက်စားလို့လည်းပြီးတော့ခဲ့ပြီး
ကုန်တဲ့တယောက်ကတော့အရက်မူပြီးအိမ်ကိုပြန်လာခဲ့တယ်အိမ်ပြန်နေတဲ့လမ်းမှာတော့ခဏနေတော့လူတယောက်ကိုသတိထားမိလိုက်ကဟေးမင်းကဘာတူလဲဆိုပြီးမေးလိုက်တယ်တကယ်တော့သူကဘာတူလဲဆိုရင်တော့ရှင်မပဲဖြစ်ပြီးမိကုံမေးချင်တာကြောင့်ကုန်တဲ့တယောက်စီကိုနောက်ခံလိုက်ခဲ့တာပဲဖြစ်တယ်ဟေးကုန်တဲ့ငါမင်းကိုမေးစရာမိကုံနေရှိတယ်အဲ့ဒါကြောင့်ငါမိတာဖြစ်မင်းကိုမထိခိုက်စေရဘူးဟေးမင်းကမြန်ငါ့ကိုပြောရတဲ့ပေါ့ငါတို့ကုန်တဲ့တွေကတယောက်ထဲမနေဘူးကွာအဲ့လိုနဲ့ကုန်တဲ့နောက်ကိုရန်တော်တွေကရောက်ချလာခဲ့တယ်ကြည်ထင်တာပဲကွာကိုရန်တော်တွေဘာတွေခန့်ထားတာပဲဟေးမင်းတို့တွေသူ့ကိုမက်လောက်တော့ဆုံးမပေးလိုက်ကြကွာဒါပေမဲ့အနေဆုံးတော့စကားပြောနိုင်ပါစေအဲ့လိုပြောပြီးလို့ကုန်တဲ့တယောက်အနောက်ကိုလှည့်ထားလိုက်တယ်ဘာလို့အနောက်ကိုလှည့်ထားရလဲဆိုရင်တော့သူကအကြမ်းဖက်တာတွေကိုမြင်ရတာမကြိုက်လို့ပဲဖြစ်တယ်အဲ့လိုနဲ့ခဏနေတော့အတန်ကစောင်းရင်ကိုကျဲလာခဲ့တာကြောင့်ကုန်တဲ့တယောက်အနောက်ကိုလှည့်ကြည့်လိုက်တယ်ကြီးချင်းမှပဲကုန်တဲ့တယောက်ဖေးဖေးမေးခဲ့ပါဆိုပြီးဖြစ်သွားခဲ့တာပေါ့ဘာလို့လဲဆိုရင်တော့ကုန်တဲ့ရဲ့ကိုရန်တော်တွေအကုန်လုံးကိုရှင်မတယောက်တည်းဆော့ပလို့တီးလိုက်တာကြောင့်မလို့ပဲဖြစ်တယ်ကဲငါချလို့လည်းပြီးပြီဆိုတော့မင်းဒီကိုလာခဲ့စမ်းကုန်တဲ့ကလည်းရှင်မန်ကိုကြောက်ကြောက်နဲ့အရှိကိုတိုးလာခဲ့ပြီးတူတူချင်းမှပဲကုန်တဲ့ရဲ့အင်ဂျီကိုဆွတ်ကိုင်းလိုက်တယ်ကကန်ချင်းမှပဲရှင်မန်ကတော့သူ့ရဲ့လက်တီကိုဆွတ်ကိုင်းလိုက်ပြီးဟဲ့ငါမိတာအစကအီးစိမ့်မဖြစ်ပဲငါ့ကိုတက်ခိုက်ဖို့အတွက်လှုပ်တဲ့အတွက်မင်းကိုဆုံးမပေးရမယ်အဲ့လိုနဲ့ရှင်မန်တယောက်ကုန်တဲ့တယောက်ကိုအားရပါရဆော့ပလို့တီးပေးလိုက်ပြီးရှင်မန်တယောက်သူသိချင်တာတွေမေးပါတော့တယ်ဟဲ့မင်းကဟိုဖက်ဒီပိုင်ထားတဲ့စားရဆောင်မျိုးစင်ကသူပိုင်ထားတာဟုတ်လို့လားခင်ဗျားဘာတွေပြောနေတာလဲကျွန်တော်နားမလည်ဘူးဘာလို့လဲဆိုရင်တော့အဲ့ဒီဖက်ဒီကအဲ့ဒီစားတော့ဆိုင်ကိုမျိုးရိုးစင်စင်လက်စစ်ကန်လာတာပဲအဲ့ဒါတို့ကြားလိုက်တဲ့ရှင်မန်တယောက်နားလဲတော့ခဲ့တယ်ဘာလို့လဲဆိုရင်တော့သူတို့နဲ့ဆိုတိုက်ပွဲမှာချုံနေသွားပြီးနောက်စီးပွားရှင်တွေကဒီခိုင်းရဲ့စီးပွားရေးကိုရိုက်ကျင်တဲ့စိတ်နဲ့အခွင့်ကောက်ယူပြီးလူခဲ့တာဆိုပြီးပေါ့အဲ့လိုနဲ့အခုလက်ရှိမှာတော့ရှင်မန်တယောက်စိတ်တွေအရန်တူနေတာကြောင့်ဦးလေးကြီးကိုဆော့ပလို့တီးပေးလိုက်ကခဏနေတော့လူတယောက်ကထားလာခဲ့တယ်အဲ့ဒီလူကဘာလို့လဲဆိုရင်တော့ခဏကရှင်မန်တက်ခိုက်ခဲ့တဲ့ကိုရန်တော်တွေထဲကခေါင်းဆောင်တယောက်ပဲဖြစ်တယ်ဟေးငါစိတ်တူနေတာမင်းကအရိုက်ခံချင်နေတာလားရှီဒီစက်ကိုလေးကကွာငါလုံးရင်နာမီတော့မယ်အဲ့လိုနဲ့ကိုရန်တော်တယောက်သူ့ဓာတ်ကိုထုတ်လိုက်ကရွှေမြောင်စီကိုတက်လာခဲ့တယ်ရှင်မန်ကလည်းအောက်မှာကျနေတဲ့ဓာတ်ကိုသူ့ခြေထောက်နဲ့ကောက်ယူလိုက်ပြီးကိုရန်တော်ရဲ့တက်ခက်ချက်ကိုကာထားလိုက်တယ်ဟမ်နေစမ်းအောင်ငါကအရင်သူ့စီကိုဓာတ်အိမ်ရောက်တာမဟုတ်ဘူးလားဘယ်လိုလုပ်ပြီးငါရဲ့တက်ခက်ချက်ကိုကာထားတာလဲဟာရှင်မန်ကတော့စီပွားရေးကိစ္စနဲ့ကုန်တယ်တွေကိုစိတ်တူနေတာကြောင့်ဦးလေးကြီးရဲ့ဘိုက်ကိုအားရပါရခုတ်ဆုပ်ပစ်လိုက်တယ်အဲ့လိုနဲ့ရှင်မန်တယောက်အဲ့ဒါတွေမကတိပဲမဲ့မပွင့်ဓာတ်အသက်ရှူခြင်းကိုရှူလိုက်ကချဲ့ဆိုလို့ဦးလေးကြီးကိုပိုင်းဆုပ်ပစ်ပါတော့တယ်အဲ့လိုနဲ့ဦးလေးကြီးကလည်းမြင်ပြပုံကိုလေးချတော့ခဲ့ပြီးခဏနေတော့ကုန်တယ်တယောက်ကအန်အောနေခဲ့တယ်ဟာတွားပြီကွာငါခဏကတုံးလိုက်တဲ့တိုင်ခွက်ကငါတို့ခိုင်ရတိုင်းပညာပဲသူတိသွားမလားကွာဒါပေမဲ့လည်းအဲ့လိုမဟုတ်ခဲ့ပါဘူးကုန်တယ်တယောက်ခဏကရှင်မန်တုံးလိုက်တဲ့တိုင်ခွက်ကိုတဝက်နဲ့ဆက်ခိုင်ကတိုင်းပညာဆိုပြီးထင်သွားခဲ့တယ်ဒီကတော့ခဏကရှင်မန်တုံးလိုက်တဲ့တိုင်ခွက်ကရှင်မန်နေခဲ့တဲ့ခိုင်ကမဲ့မပွင့်ဓာတ်တိုင်းပဲဖြစ်ကအခုလက်ရှိကုန်တယ်ကတော့တဝက်နဲ့ဆက်ကတိုင်းပညာဆိုပြီးထင်နေခဲ့တယ်ဟေးမပြောရမှန်းနဲ့ငါကတဝက်နဲ့ဆက်ခိုင်ကလူတယောက်ပဲအဲ့လိုနဲ့ရှင်မန်တယောက်သူ့ရဲ့တယောက်မှမပေါ်တော့အောင်လိန်ဝေးလိုက်တာပေါ့တစ်ဖက်ကရှင်မန်တပင်းတယောက်ကတော့ရှင်မန်ကိုမျိုးနေခဲ့ကြတယ်ဘာလို့လဲဆိုတော့ပြဿနာပေါ်လာမှကြောင်းလို့ပါဒါပေမဲ့လည်းခဏတော့ရှင်မန်ကရောက်လာခဲ့ပြီးချဲ့ဆိုတော့အဝတ်စားတွေကိုလဲလိုက်တယ်ဆန်ဒီကတော့ဆရာဘေးတော့လဲဆိုပြီးမိတော့ရှင်မန်ကလည်းဘာမှမဖြစ်ခဲ့ပဲမင်းတို့ဒီနေ့ညစောစောလေးကျင်ရင်ဆရာမယ်ဆိုပြီးပြောလိုက်တယ်ဟမ်ဆရာဒီနေ့ကလေးကျင်ရင်အစောကြီးဆင်းရမှာလားတိတ်ဟုတ်တာပေါ့ဘာလို့လဲဆိုရင်တော့တိုင်းမြလေးကျင်တာကစောစောလေးလေးကျင်ရမယ်မိုးရွာလေးလေးကျင်ရမယ်နေဘူးလေးလေးကျင်ရမှာပဲကွာအဲ့လိုနဲ့ဆန်ဒီတယောက်ရှင်မန်ပြောတဲ့စကားကိုအံ့ဩတော့ခဲ့ပြီးအဲ့ဒါဆိုရင်ဆရာကသွားမယ်ဆိုပြီးပြောလိုက်တယ်ဟေးမင်းအထင်မှားနေပြီနော်ငါကဒီနေ့လေးကျင်ရင်လုံးမှာမဟုတ်ဘူးငါလို့ဆရာရှိသေးတယ်အဲ့ဒါကြောင့်မင်းတို့နေအောင်နဲ့တခြားလူတွေနဲ့လေးကျင်ကြအဲ့လိုနဲ့ရှင်မန်ရဲ့တပင်းတယောက်ကတော့ဘာကူမှမတတ်နိုင်တော့ပဲလေးကျင်ရင်ဆင်မို့တော့ထွက်သွားခဲ့ကြတယ်ကျန်နေခဲ့တဲ့ရှင်မန်ကတော့အဲ့ရပေါ်မှာလဲချလိုက်ပြီးဒီခိုင်းရဲ့စီးပွားရေးတွေကိုပြန်ရအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးစဉ်းစားနေခဲ့တယ်တကယ်လို့မြတ်ကွာငါကုန်နေတဲ့အကုန်လုံးကိုတန်းလိုက်ရင်ကောအဲ့ဒါဆိုငါတို့စီးပွားရေးလည်းပြန်ရမယ်နောက်ပြီးတော့အကျိုးတွေလည်းကြည်တော့မှာပဲဒီလိုလုပ်လို့မဖြစ်ဘူးမကောင်းတဲ့သူတွေပဲလုပ်တာဒီထက်ပိုကောင်းတဲ့အကြံစဉ်စဉ်းစားစမ်းကွာစဉ်းစားစမ်းအဲ့လိုနဲ့ရှင်မန်တော့စဉ်းစားရင်နဲ့တခုခုစဉ်းစားမိတော့ခဲ့တယ်ဘာလဲဆိုရင်တော့ဒီခိုင်းရဲ့ခေါင်းဆောင်ကသူ့ရဲ့စီးပွားရေးကရလာတဲ့ဝင်ငွေအကုန်လုံးကိုမှတ်ထားလေးရှိပါတယ်အဲ့ဒါကြောင့်သူမှတ်ထားတဲ့အရာတွေကစီးပွားရေးလုပ်ငန်းကစင်းစာအုပ်တွေဖြစ်နေမလားဟာနောက်ပြီးတော့အဲ့ဒီစင်းစာအုပ်ကိုသူတင်နေရမှာဖွက်ထားမှာပဲအဲ့လိုနဲ့ရှင်မန်တော့သူအရင်ဘဝတုန်းကခိုင်းခေါင်းဆောင်ကဘယ်မှာဖွက်တာလဲဆိုပြီးစဉ်းစားပါတော့တယ်နောက်ဆုံးမှတော့စဉ်းစားလို့ရတော့ခဲ့တယ်ဘာလဲဆိုရင်တော့ခိုင်းခေါင်းဆောင်ရဲ့အဆောင်နောက်ကတောင်ကုန်းရဲ့အနောက်တနေရာမှာဖွက်ထားမယ်ဆိုတာကိုစဉ်းစားလို့ရတော့ခဲ့တယ်ကဲငါအရင်ဘဝတုန်းကမညံ့တွေရှိသေးတယ်ဆိုတော့ငါရဲ့ဆရာဖွက်ထားတဲ့တိုင်းမြစာအုပ်တွေရဲ့စီးပွားရေးစာအုပ်တွေရဲ့ချွန်ကိုတွေကလည်းအဲ့ဒီမှာရှိမှာပဲအဲ့လိုနဲ့ရှင်မန်တော့သူအဆောင်တစ်ခါကိုဖွင့်လိုက်ပြီးချဲ့ဆိုတောင်ကုန်းရဲ့အနောက်ဘက်ကိုတွားပါတော့တယ်နောက်ဆုံးမှတော့ရှင်မန်တော့တောင်ကုန်းရဲ့အနောက်ဘက်ခြမ်းကိုရောက်လာခဲ့ပြီးသူတို့ရဲ့အင်ခေတုန်းကရှင်မန်ရဲ့ဆရာဖွက်ထားတဲ့ကိုတောင်ကိုတူးပါတော့တယ်အဲ့လိုနဲ့နောက်ဆုံးမှတော့သူတို့လည်းပြီးတော့ခဲ့ပြီးဖြစ်တာကြောင့်ရှင်မန်တော့ဂူထဲကိုတယောက်ထဲဝင်လာခဲ့တယ်ဟာဒီနေရန်ကအရာတွေကတိုင်းပညာတွေနဲ့တောက်ခတ်ထားတာပဲတကယ်တော့ဒီနေရန်တွေကတိုင်းပညာ6ခုနဲ့တောက်ခတ်ထားပြီးအဲ့ဒီတိုင်းပညာ6ခုကိုတပြန်နဲ့သုံးနိုင်မှလည်းဒီတကားကပွင့်လာမှာပဲဖြစ်တယ်အခုလက်ရှိမှာတော့ရှင်မန်တယောက်အခက်တွေတွေ့နေခဲ့တယ်ဘာလို့လဲဆိုရင်တော့အဲ့ဒီတကားကိုဖွင့်ဖို့အတွက်တိုင်းပညာ6ခုလုံးကိုတပြန်နဲ့သုံးရမှာကြောင့်မလို့ပါအဲ့လိုနဲ့ရှင်မန်ကလည်းမတက်နိုင်တော့ပဲသူ့မှာရှိတဲ့မွေးရပါအတွင်းအားကိုတုံမလုပ်ပါတော့တဲ့တကယ်လို့အတွင်းအားကိုအကုန်လုံးသုံးလိုက်မယ်ဆိုရင်တော့အသက်ဆုံးရှုံးနိုင်ချေရှိပါတယ်အခုလက်ရှိရှင်မန်ကတော့ဂူထဲကတကားကိုဖွင့်ဖို့အတွက်သူ့ရဲ့အတွင်းအားကိုတဝက်သုံးလိုက်ပါတော့တဲ့အဲ့လိုနဲ့ရှင်မန်တယောက်ဓာတ်ကိုဆွဲထုတ်လိုက်ပြီးရှင်မန်တယောက်ဂူထဲကတကားကိုဖွင့်ဖို့အတွက်သူ့ရဲ့တိုင်းပညာ6ခုစလုံးကိုတပြန်နဲ့သုံးပါတော့တဲ့တုံချင်းမှာပဲရှင်မန်ရဲ့ခန္ဓာကိုယ်ရဲ့အတွင်းတန်နေခံစားနေရကသူ့ရဲ့လက်တွေကတုံနေခဲ့တာပေါ့ဒါပေမဲ့လည်းအဲ့ဒီတကားကိုဖွင့်ဖို့အတွက်သူ့ရဲ့တိုင်းပညာ6ခုလုံးကတော့ပြေဆုံးတဲ့အထိဆောင်ရွက်တော့ခဲ့တယ်နောက်ဆုံးမှာတော့ရှင်မန်တယောက်စောင်းရင်ကိုပင်မနေခဲ့ပြီးသူ့ပါဇက်ထေကနေတွေးတွေပါထွက်လာခဲ့တယ်ဂူထဲကတကားကတော့တိုင်းပညာ6ခုစလုံးကိုတပြန်နဲ့သုံးလိုက်တာကြောင့်ဂူထဲကတကားကပွင့်လာခဲ့တယ်ဟာနောက်ဆုံးတော့ပွင့်လာခဲ့ပြီပဲဟာအဲ့လိုနဲ့ရှင်မန်တယောက်မတက်ရက်လာခဲ့ပြီးတကားအပေါက်ထဲဝင်มาတော့တယ်အထဲကိုရောက်လာတော့ရှင်မန်တယောက်အရင်ဘဝတုန်းကသူ့ဆရာရဲ့စာအုပ်တွေကိုဟိုကြီးတီကြီးလုံးနေခဲ့တာပေါ့ဒါပေမဲ့လည်းခဏနေတော့အစာအုပ်အပြာကိုချတွေ့တော့ခဲ့ပြီးအဲ့ဒီစာအုပ်အပြာကိုဆွဲယူလိုက်ကချဲ့စလို့ရှင်မန်တယောက်အံ့ဩတော့ခဲ့တယ်ဘာလို့လဲဆိုရင်တော့အဲ့ဒီစာအုပ်ကသူထင်တဲ့အတိုင်းဒီကန်းရဲ့စီးပွားရေးစင်းစာအုပ်တွေဖြစ်နေတာကြောင့်မလို့ပါအစင်းစာအုပ်တွေရှိတယ်ဆိုရင်တော့အခုကုန်တယ်တွေလူယူရလဲစီးပွားရေးတွေကိုပြန်ယူလို့ရပါ
ပါတယ်အဲ့လိုနဲ့ရှင်မတယောက်ဆင်းစာအုပ်တွေကိုသူ့ရဲ့ရင်ဘက်ကိုအပြည့်ဖိထားလိုက်ပြီးအိမ်ပြန်ဖို့အတွက်လှုပ်ပါတော့တယ်ဒါပေမဲ့လည်းအိမ်ကိုမပြန်ခင်တခုခုသတိထားမိလိုက်တယ်အဲ့ဒါကဘာလဲဆိုရင်တော့သူအရင်ဘောတုန်းကဆရာကသူ့ရဲ့အခန်းကိုလည်းခောက်ချုံညီတဲ့ပုံစံအမြဲလုံးနဲ့ရှိပြီးတရက်တာကိုလည်းကြိုက်တယ်ဆိုပြီးပေါ့အခုလက်ရှိရှင်မကတော့စာအုပ်စင်မော်ကိုပြန်ရောက်လာခဲ့ကသူ့ရဲ့ဆရာကတခြားစင်မော်မှာစာအုပ်တွေထားပြီးနောက်ထပ်စင်မော်ကိုတော့ဘာလို့စာအုပ်တွေမထားရလဲဆိုပြီးအတူတွေဝင်လာခဲ့တာပေါ့အဲ့လိုနဲ့ရှင်မတယောက်အရန်ထူးဆန်းနေတာကြောင့်အဲ့ဒီစင်ကိုကောက်ကလိုက်ပြီးတခြားနေရာကိုမှတင်လိုက်တယ်တင်ချင်းမရှင်မကတော့နောက်ထပ်ခုတစ်ခုကိုမြင်လိုက်ရပြီးရှင်မကတော့ရှန့်စလိုဝင်လာခဲ့တယ်အဲ့ဒီမှာဝင်ချင်းမရှင်မတယောက်မြင်လိုက်ရတာကတော့ရွှေချောင်းအပုံလိုက်ကြီးရဲ့တမိုးကြီးတဲ့ဓာတ်တွေကိုရှင်မတယောက်မြင်လိုက်ရပါတော့တယ်ဟာငါပွားပြီကွာတစ်ဖက်ကအခုလက်ရှိခိုင်းရဲ့ခေါင်းဆောင်အဖိုးကြီးကတော့ဒီအပတ်ပြီးအကျွေးတွေကိုဘယ်လိုဆက်ရမလဲဆိုတာကိုခေါင်းစားနေခဲ့ပြီးစိတ်တွေညစ်နေခဲ့တယ်ဒါပေမဲ့လည်းခဏနဲ့တော့ရှင်မြောင်တို့ကိုတင်ပေးခဲ့တဲ့ဆရာကခေါင်းဆောင်စီကိုရောက်လာခဲ့တယ်ဆရာပြောလို့မရတဲ့အရာကြီးဗျအရန်ကိုအရေးကြီးတယ်တခြားတော့လိုက်ခဲ့ပါလားဟမ်အရန်ကိုအရေးကြီးတယ်ဟုတ်လားကောင်းပြီလေအဲ့ဒါဆိုငါတို့တွားကြတာပေါ့အဲ့လိုနဲ့အခုလက်ရှိခေါင်းဆောင်တယောက်တိုင်းဆရာရဲ့နောက်ကိုလိုက်လာခဲ့ပြီးရှင်မြောင်စီကိုရောက်လာခဲ့တယ်ဟဲ့မင်းဒီမှာဘာလို့နေတာလဲအဲ့ဒါတွေထားပါအောင်ဆရာဒီပစ္စည်းတွေကိုကျွန်တော်တစ်ပင်အောင်မှာကောက်ရခဲ့တာဗျတခြားလောက်ကြည့်ပါအောင်ခိုင်းခေါင်းဆောင်လည်းဘာလဲဆိုပြီးတရှိကြည့်လိုက်တော့ဆောင်းရင်ကိုလေးထည့်နေခဲ့ပြီးအဲ့ဒီအရာတွေကတော့ရွှေတွေရဲ့ဓာတ်တွေကိုတွေးလိုက်ရပါတော့တယ်ခိုင်းခေါင်းဆောင်ကလည်းမဖြစ်နိုင်တဲ့အရာကြီးကိုမြင်လိုက်ရတာကြောင့်ဇောရွှေတွေပြန်လာခဲ့ပြီးခဏကိုတစ်ခုလုံးမှတုံလာခဲ့တယ်အဲ့လိုနဲ့ခိုင်းခေါင်းဆောင်တယောက်တုံရင်းနဲ့တစ်တာဘောကစာအုပ်တွေကဘာလဲဆိုပြီးတစ်ချက်ဖွင့်ကြည့်လိုက်တာပေါ့ကြီးကြီးမှပဲခိုင်းခေါင်းဆောင်တယောက်ဆောင်းရင်ကိုအံ့ဩတော့ခဲ့ပြီးရှန့်စလိုမိလဲတော့ခဲ့တယ်အဲ့လိုနဲ့မိလဲပြီးတော့ထားလာခဲ့ပြီးထားချင်းမှပဲရှန့်စလိုခဏကစာအုပ်ထည့်ထားတယ်တစ်တာကိုအပါယူခဲ့လာဆိုပြီးအော်ပါတော့တယ်တကယ်တော့ခဏကအဖိုးကြီးကြည့်လိုက်စာအုပ်ကဘာလဲဆိုရင်တော့စီးပွားရေးလုပ်တော့ကစင်းစာအုပ်တွေနဲ့တပ်ပညာစာအုပ်တွေဖြစ်တာကြောင့်မလို့ပါဆက်ဒီဟာတွေကကျွန်တော်တို့စီးပွားရေးစင်းစာအုပ်စစ်တွေပဲဗျတကယ်တော့ဒီဦးလေးကြီးကဘာတူလဲဆိုရင်တော့ဒီခိုင်းရဲ့စီးပွားရေးဘဏ္ဍာရေးခေါင်းဆောင်ဝင်ဖြစ်တယ်အဲ့လိုနဲ့အခုလက်ရှိမှာတော့ခိုင်းခေါင်းဆောင်နဲ့စီးပွားရေးဘဏ္ဍာရေးတို့နှစ်ယောက်သားစကားပြောနေကြတယ်ခိုင်းခေါင်းဆောင်ရဲ့စိတ်ထဲမှာတော့ရှင်မန်ကိုအံ့ဩနေခဲ့ပြီးဘာလို့လဲဆိုရင်တော့သူ့အတွက်ကံကောင်းခြင်းနဲ့ယူလာပေးတာကြောင့်မလို့ပါအဲ့လိုနဲ့အခုလက်ရှိမှာတော့ခိုင်းခေါင်းဆောင်တွေကရှက်စလိုထားလာခဲ့ကသူတို့စီကလူထားတဲ့စီးပွားရေးလုပ်ငန်းလို့ပြန်ယူမယ်ဆိုပြီးရှက်စလိုအမိတ်ပေးလိုက်ပါတော့တယ်အဲ့လိုနဲ့နောက်ရဲမှာတော့ကုန်တယ်အတုံးလုံးဟိုတောင်ခိုင်းကိုရောက်လာခဲ့ကြတယ်ဘာလို့လဲဆိုရင်တော့သူတို့အကျွေးတွေကိုပြန်ယူဖို့ပဲဖြစ်တယ်ကုန်တယ်ခေါင်းဆောင်ကိုဖက်တီကတော့ဒီခိုင်းရဲ့အဆောင်တွေကိုရတော့မှဖြစ်တာကြောင့်အားရပါရဝမ်းတာနေခဲ့ပြီးနောက်ဆုံးမှာတော့ခိုင်းခေါင်းဆောင်ရဲ့အရှိကိုရောက်လာခဲ့ကြတယ်ရောချင်မကိုဖက်တီကတော့ငါတို့အကျွေးတွေကိုမြန်ပီစမ်းဆိုပြီးပြောလိုက်တယ်ဒါပေမဲ့လည်းခိုင်းခေါင်းဆောင်တော့ငါတို့ကဘာလို့ပေးရမှာလဲခင်ဗျားတို့လူယူထားတဲ့စီးပွားရေးတွေကဒီခိုင်းရပိုင်တာကွာဘာပြောလိုက်တယ်စောက်သေးပဲမရှိတာလည်းမပြောနဲ့ကွာငါအသိပဲမရှိတာလည်းပြောနေတာမဟုတ်ဘူးကွာမင်းတို့လူယူထားတဲ့စီးပွားရေးအကုန်လုံးငါတို့ခိုင်းရပိုင်တဲ့စီးပွားရေးတွေပဲကွာဘာတွေပြောနေတာလဲဗျာအဲ့ဒါဆိုရင်ကျွန်တော်ကိုတက်တေးလေးဘာလေးပြပါလားအဲ့လိုနဲ့ခိုင်းခေါင်းဆောင်ကလည်းသူတို့ပိုင်တဲ့အကြောင်းကိုစင်းစာအုပ်တွေထုတ်ပြပါတော့တယ်ပြချင်မှပဲကိုဖက်တီတယောက်ဘာလို့ပကိုင်းရမယ်မသိတော့ပဲခိုင်းခေါင်းဆောင်ကတော့မင်းတို့အခုချက်ချင်းဒီခိုင်းကနေထော်ဇန်းဆိုပြီးအကုန်လုံးကိုမောင်းထုတ်လိုက်ပါတော့တယ်မောင်းထုတ်ခံလိုက်တဲ့ကိုဖက်တီကလည်းဘာကိုမှမတတ်နိုင်တော့ပဲချက်စလိုထော်ခဲ့ကြပြီးနောက်ရက်မှာတော့ကိုဖက်တီတယောက်ဒီခိုင်းကနေမောင်းထုတ်ခံလိုက်ရတာကြောင့်သူ့မှာရှိတဲ့ပတ်စံတွေအကုန်လုံးကိုထုတ်ပို့လိုက်ပြီးအချားနဲ့မြေကိုပြေးကြပါတော့တယ်အဲ့ဒီသတင်းကိုကြားလိုက်တဲ့ရှင်မန်ကတော့သူတို့ရှိရာပတ်စံတွေကိုပြန်ယူချင်နေတဲ့ကြောင့်ချက်စလိုကုန်တွေနောက်ကိုလိုက်ပါတော့တယ်ကုန်တွေဘက်မှာတော့အနားယူနေခဲ့ကြပြီးခဏတော့ရှင်မန်တယောက်ကလမ်းရှိမှပေါ်လာခဲ့တယ်ဟဲ့မင်းနေခင်ကြောက်တောင်ကြီးတခုလားသွားစမ်းမှာကွာမင်းလဲထဲမှာရှိတဲ့စီးစိမ်တွေအကုန်လုံးကိုချန်ထားလိုက်အဲ့ဒါဆိုရင်မင်းအတက်ကောင်ကချန်တာပြီးမယ်အဲ့လိုပြောလိုက်တော့ကိုဖက်တီကလည်းစိတ်တူသွားခဲ့ပြီးသူပတ်စံပြီးခဏနဲ့ကိုရန်တော်တွေကိုခေါ်လိုက်တယ်ခေါ်ချင်းမှကိုရန်တော်တွေကတော့ရှင်မန်ကိုတက်ခိုက်ဖို့အတွက်အရှိကိုတက်လာခဲ့တယ်ဒါပေမဲ့လည်းရှင်မန်ကတော့အပေါ်ကိုခုန်တက်လိုက်ပြီးချန်စလိုအကုန်လုံးကိုဒစားကြီးဆိုဘလို့တီးလိုက်ပါတော့တယ်ကဲကိုဖက်တီအခုကမင်းအလဲပဲကိုဖက်တီကတော့သူပတ်စံအများကြီးပေးထားတဲ့ကိုရန်တော်တွေကိုတေးရှက်ထဲနဲ့အမောက်တေးလိုက်တဲ့ကိုမြင်လိုက်ရတာကြောင့်ကိုဖက်တီတယောက်ဇိုးချွေပြန်လာခဲ့တယ်ဒါပေမဲ့လည်းရှင်မန်ကတော့စကားတွေကိုအပေါ်မပြောတော့ပဲကိုဖက်တီရဲ့လေဘင်းကိုဓာတ်ဖုံးနဲ့ထူဆိုးပြလိုက်တယ်စီလိုပဲငါဒီအတိုင်းဆိုမရတော့ဘူးငါတီသွားလိမ့်မယ်ရှင်မန်ကတော့ဒီတစ်ခါဓာတ်အစင်းနဲ့တွေ့မယ်ဆိုပြီးသူကင်ထားတဲ့ဓာတ်ကိုတစ်ချက်ထုတ်လိုက်တယ်ထထုတ်ရှင်မန်တော့အရှိကိုတက်လာခဲ့ကချက်စလိုကိုဖက်တီကိုတွေ့ဆိုးပြလိုက်ပါတော့တယ်ဒါပေမဲ့လည်းအဲ့လိုမဟုတ်ပါဘူးဟဲ့မင်းကမတက်ပါဘူးကွာမင်းဒီလောက်တောင်ကြောက်နေရတာလားဟုတ်ကျွန်တော်အသက်ချမ်းသာပြီလို့ကျေးဇူးတင်ပါတယ်ဗျာဟဲ့အထင်မမနဲ့မင်းကိုအသက်ချမ်းသာပြီးမယ်လို့ဘယ်လိုပြောလို့လဲအဲ့လိုနဲ့ရှင်မန်တယောက်ကိုဖက်တီကိုခဏလေးအတွင်းမှာအားရပါရဆိုပြီးတော့တီးလိုက်ပါတော့တယ်ဟိုပိုးမတစ်ကောင်ကိုတော့မလောက်တောင်အောင်လှုပ်ထားပြီးပြီကဲနောက်ထပ်ပိုးမကောင်နေမင်းတို့လည်းထွက်ခဲ့အဲ့လိုနဲ့ခဏနဲ့တော့ရှင်မန်တယောက်အကုန်လုံးကိုတက်စီခန်းလိုက်ပြီးကုန်တွေအကုန်လုံးစီရငွေတွေညစ်ပါတော့တယ်ကဲအပတ်စံတွေအများကြီးရလာပြီကွာအဲ့လိုနဲ့ရှင်မန်တယောက်ပတ်စံလေးအများကြီးရလာပြီဖြစ်တာကြောင့်သူ့ရဲ့ခိုင်းကိုပြန်มาတော့တယ်အဲ့လိုနဲ့ညတညမှာတော့တခြားသူတွေကထုံးစံအတိုင်းလေ့ကျင့်ဖို့အတွက်အပြင်ကိုထွက်လာခဲ့ကြတယ်ထတော့ရှင်မန်ပဲတခြားသူတွေကတော့ရှင်မန်ရဲ့လေ့ကျင့်ရေးတွေကစောင့်ရင်ကိုပြင်မှတ်တာကြောင့်ရှင်မန်ကိုကြောက်နေခဲ့ကြတယ်ဒါပေမဲ့ခဏနဲ့တော့ရှင်မန်တယောက်လေ့ကျင့်ဖို့အတွက်ရောက်လာခဲ့ပြီးဒီနေ့ကပို့ပြီးပြင်းထန်တဲ့လေ့ကျင့်ရမယ်ဆိုပြီးပြောလိုက်တယ်ပြောချင်းမှပဲတခြားသူတွေကတော့ထူးထူးဆန်းဆန်းနေဖြစ်နေတာကြောင့်ဘယ်လိုလေ့ကျင့်ရမလဲဆိုပြီးကြောက်နေခဲ့ကြတာပေါ့ရှင်မန်ကတော့ဒီအဆောင်ရဲ့အနောက်ကတောင်ထိပ်ကိုအတော်အပြန်လုပ်ရမယ်ဆိုပြီးပြောလိုက်ပါတော့တယ်တကယ်လို့နောက်ချက်လဲသူရှိရင်နောက်တစ်ခါထပ်ပြီးပြန်ပြီးခိုင်းမယ်သဘောပေါက်ကြလားအဲ့ဒါတွေကိုကြားလိုက်တဲ့တခြားသူတွေကတော့ဘာကိုမှမတတ်နိုင်တော့ပဲတောင်ထိပ်ကိုအတော်အပြန်ပြေးကြပါတော့တယ်တော်တူတက်လာပြီပဲငါလည်းသူတို့ကိုဒီထက်ပိုပြီးလေ့ကျင့်ပေးရမယ်အဲ့လိုနဲ့မနေ့ဖြောင်ရောက်လာခဲ့ပြီးရောက်ရှင်မတခြားသူတွေကတော့ညကနေမနေ့ဒီစောင်းရင်ကိုလေ့ကျင့်ထားတာကြောင့်မောက်ရကြီးဖြစ်နေကြတယ်ဒါပေမဲ့လည်းမောက်ရကြီးမဖြစ်တာဆိုလို့ရှင်မြောင်တယောက်ထဲပါပဲရှင်မြောင်ကတော့တခြားသူတွေလိုမဟုတ်ပါဘူးသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကကြောက်တော့တွေနဲ့တက်ဆင်ထားပြီးညလုံးပေါင်းပြေးထားတာပဲဖြစ်တယ်ဒါပေမဲ့လည်းညလုံးပေါင်းပြေးထားတာတောင်မှဘာမှမဖြစ်ပါဘူးဘာလို့လဲဆိုရင်တော့ရှင်မြောင်အတိတ်ဘဝကစောင်းရင်ကိုတက်မှလည်းလူတယောက်ဖြစ်နေတာကြောင့်မလို့ပါမဖြစ်နိုင်တာငါတို့တောင်မှဒီလောက်ဒီပြေးထားကိုစောင်းရင်မိုးနေတာသူကမကောင်းဆိုလားဟာရှင်မြောင်ကတော့သူ့ရဲ့လေ့ကျင့်ရင်လည်းပြီးတော့ပြီဖြစ်တာကြောင့်သူ့ရဲ့အဆောင်ထဲကိုဝင်တော့ခဲ့တယ်အဲ့လိုနဲ့နောက်ရက်မနေ့မှာတော့ဟိုတော့ခွန်ရဲ့ဆရာတယောက်ကသူ့ရဲ့တပည့်သားတွေကိုလေ့ကျင့်ပေးနေခဲ့တယ်ဘာကြီးလဲဟာတခုထူရှားနေသလိုပဲသူတို့ကိုကြည့်
ရတာတီတီငြိမ်နဲ့ဒါလန်းချောင်းကလည်းစောင်းရင်ကိုမိုက်တယ်ငါအထင်ချွန်မြောင်းလေ့ကျင့်ကထိရောက်တယ်နဲ့တူတယ်အဲ့လိုနဲ့ချွန်မြောင်းလေ့ကျင့်ကိုဆရာတယောက်အတိမပြုတ်လိုက်ပါတော့တယ်အဲ့လိုနဲ့ခါနာနေတော့လေ့ကျင့်လို့လည်းပြီးတော့ပြီဖြစ်တာကြောင့်ချွန်မြောင်းကိုမင်းရှင်းတစ်ခုပေးပါတော့တယ်ဘယ်သူကချွန်မြောင်းကိုမင်းရှင်းပေးလိုက်တာလဲဆိုရင်တော့ဂိုင်းကောက်ဆောင်ပဲဖြစ်တယ်ဘာပြောလိုက်တယ်ကျွန်တော်ကိုမင်းရှင်းပေးတာလားကျွန်တော်ကဒီဂိုင်းမှာအသက်ငယ်ဆုံးတော့ဘာလို့ကျွန်တော်ထက်အသက်ကြီးတဲ့သူကိုမခံရတာလဲဗျဘာလို့လဲဆိုတော့မင်းကသူတို့တွေထက်ပိုပြီးတတ်မှတာကြောင့်မလို့ကဲပြောစမ်းမအောင်ဘာမင်းရှင်းလဲဘာမင်းရှင်းလဲဆိုရင်တော့ဒါအောင်ကကုန်တဲ့စီကိုဒီစာလေးတော့ပို့ပေးလိုက်ရုံပဲအဲ့လိုပြောလိုက်တော့ချွန်မြောင်းတယောက်အယံအံ့ဩတော့ခဲ့တယ်ဘာလို့လဲဆိုရင်တော့ဒါဟိုကကုန်တဲ့ဆူလာကကဘာကြီးတစ်ခုလုံးမှာအကြီးဆုံးကုန်တဲ့ကြီးတယောက်ဖြစ်နေတာကြောင့်မလို့ပါအခုလက်ရှိမှာတော့ချွန်မြောင်းကလည်းအဲ့ဒီမရှင်ကိုရှန့်စလို့လက်ခံလိုက်တာပေါ့အဲ့လိုနဲ့နောက်ရက်မှာတော့ချွန်မြောင်းတယောက်စာပို့ဖို့အတွက်ခီးကိုဆက်နေခဲ့ကရန်တက်ဝက်ကိုရောက်လာတော့ချွန်မြောင်းတယောက်အဲ့ဒီစာထဲမှာဘာရေးထားတာလဲဆိုတာကိုသိချင်လာပါတော့တယ်ကဲငါသိချင်လိုက်တာကွာဘာရေးထားမလဲအဲ့လိုနဲ့ချွန်မြောင်းတယောက်စာအိတ်ကိုဖွင့်ကြည့်လိုက်ပါတော့တယ်ကြီးကြီးကျမပဲစာထဲမှာဘာရေးထားတာလဲဆိုရင်တော့ကုန်တဲ့ကြီးတယောက်ယောဂကုဖို့အတွက်အကူအညီတောင်းထားတာကိုမကူညီနိုင်လို့တောင်းမတဲ့စာအိတ်ပဲဖြစ်တယ်တကယ်တော့ကုန်တဲ့ကြီးကဘာယောဂဖြစ်နေတာလဲဆိုတာကိုမသိပေမဲ့အသားရည်တစ်ခုလောက်နေရနေတဲ့ဆိုတာကိုပဲသိထားရပါသေးတယ်အဲ့ဒါတွေကိုတီးလိုက်ရတဲ့ချွန်မြောင်းကတော့ရှိလို့ပဲဒီယောဂဆရာဝန်တွေကုလို့မရတဲ့နတ်ဆိုယောဂကြီးဟာတကယ်တော့ချွန်မြောင်းတယောက်ဒီယောဂကိုဘယ်လိုလုပ်ပြီးသိနေတာလဲဆိုရင်တော့သူအင်ဘောတော်ကနတ်ဆိုဘရင်နဲ့တက်ခတ်ခဲလို့သိထားတာပဲဖြစ်တယ်အခုလက်ရှိမှာတော့ချွန်မြောင်းတယောက်အရန်ကိုပျော်နေခဲ့တယ်ဘာလို့လဲဆိုရင်တော့ကုန်တဲ့ကြီးယောဂကိုကုတာပေးလိုက်ရင်သူငွေတွေအများကြီးရတော့မှဆိုပြီးပေါ့တစ်ဖက်ကချွန်မြောင်းတပြင်းတယောက်ကတော့ချွန်မြောင်းအခန်းကိုရောက်လာခဲ့ကြပြီးရောချွန်မြောင်းပဲချွန်မြောင်းကိုမတွေးတော့ပဲစားတစောင်းပဲတူးလိုက်ရပါတော့တယ်အဲ့လိုနဲ့ချွန်မြောင်းရဲ့တပြင်းကလည်းစာအိတ်ထဲမှာဘာကြီးထားရဲဆိုတာကိုဖွင့်ကြည့်လိုက်ကအထဲမှာဘာကြီးထားရလဲဆိုရင်တော့ကျွန်တော်အရေးကြီးလို့ရက်အနေငယ်လောက်ကြာမယ်နောက်ပြီးတော့ကျွန်တော်မရှိတော့မှတခြားလေ့ကျင့်ထားပါမဟုတ်ရင်ဒီတက်ပြစ်မှဆိုပြီးရေးထားတာပဲဖြစ်တယ်ရှိလို့ပဲဒီကောင်အပြစ်တော့မယ်ဆိုရင်လည်းကြိုပြောထားဖို့ကွာအကုတ်ကိုတခြားသူတွေကိုဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်မလဲဆိုတော့တခြားသူတွေကိုပါဇက်ပိတ်ထားမဟုတ်ဘူးဆိုရင်ချွန်မြောင်းမရှိတာကြောင့်မလို့အချောင်ကိုချလိုက်မယ်နောက်ပြီးတော့ငါပို့ပြီးစိတ်ပူတာကအဲ့ဒါမဟုတ်ဘူးအဲ့ဒီကောင်ထော်တာကဘာပြဿနာတွေပေါ်လာမလဲဆိုတာကိုမသိဘူးလေတစ်ဖက်ကချွန်မြောင်းကတော့ကုန်နေကြီးရှိတဲ့ရှင်အမျိုးကိုရောက်လာခဲ့တယ်ကဲနောက်ဆုံးတော့ရောက်လာပြီပဲငါရဲ့ပတ်စံတွင်းကြီးရေတစ်ဖက်ကကုန်နေဘက်မှာတော့အင်ဂျင်အနေနဲ့လူတယောက်ကိုတွေးရမှာပဲဖြစ်တယ်သူကဘာတူလဲဆိုရင်တော့ကုန်နေကြီးရဲ့သားပဲဖြစ်တယ်ကုန်နေကြီးရဲ့ယောဂအခြေအနေကအရန်ကိုဆိုးနေတာကြောင့်ဆရာဝန်တယောက်နဲ့တယောက်ကုပေမဲ့လည်းလက်လျှော့တော့ခဲ့ကြတဲ့သူတွေကြီးပါပဲငါအဖေကိုဘယ်လိုကယ်ရမလဲကွာငါအဖေရဲ့ယောဂကုလို့မရတဲ့ယောဂများလားအဲ့လိုနဲ့သူ့အဖေရဲ့ဘေးနားမှာစိတ်ကလေးကျနေခဲ့ပြီးခဏနေတော့လူတယောက်ကရောက်လာခဲ့တယ်သူကဘာတူလဲဆိုရင်တော့တောင်ပိုင်းနယ်စပ်ကအကြီးအကဲတယောက်ပဲဖြစ်တယ်သူကဘာလို့ရောက်နေတာလဲဆိုရင်တော့ကုန်နေကြီးယောဂဖြစ်နေတာကိုကုညီဖို့တော့ရောက်လာခဲ့တာပဲဖြစ်တယ်ကျွန်တော်အကြံပေးချင်ပါတယ်မြင့်အဖေကိုကယ်နေဖို့အတွက်တာအိုပူဇော်ပွဲလုပ်ရတဲ့ကပို့ပြီးထိရောက်မယ်လို့ထင်ပါတယ်တာအိုပူဇော်ပွဲကဘာကိုပြောတာလဲဆိုရင်တော့ခဏကိုထဲမှာရှိတဲ့မြတွေးကြောတဲ့အကုန်လုံးဖွင့်တာပဲဖြစ်တယ်မင်းပြောတာတော့ဟုတ်ပါတယ်ဒါပေမဲ့ကွာတာအိုပူဇော်ပွဲလုပ်လိုက်ရင်လည်းငါအဖေကပြောက်တော့မယ်ဆိုတာကိုမပြောနိုင်ဘူးလေအဲ့ဒါကြောင့်လေခိုင်းတဲ့အကုန်လုံးကိုကုညီဖို့အတွက်ငါဆောင်ဆောင်နေပို့ထားတယ်ရှေ့ခေါင်းမလိုက်တာကွာငါတို့ကစီဒရာနဲ့ပြောတာကိုတကယ်တော့ဒီအိုလီဂျီကစီဒရာနဲ့ပြောတာမဟုတ်ပါဘူးတာအိုပူဇော်ပွဲလုပ်ဖို့အတွက်တိုက်သွင်းရတဲ့အကြောင်းရင်းကလည်းသူတို့ပတ်စံတွေရမှာကြောင်မလို့ပဲဖြစ်တယ်အခုလက်ရှိကုန်နေကြီးရဲ့တားကလည်းတောင်မဲ့နေဆက်ခိုင်းကငွေလို့ရင်တို့ကုညီနေတဲ့ဆိုတာကိုလည်းသိနေခဲ့တာပေါ့အဲ့လိုနဲ့ခဏနေတော့လူတယောက်ကရောက်လာခဲ့တယ်ဘာကိစ္စရှိလို့လဲဘာကိစ္စလဲဆိုရင်တော့အိမ်အရှိမှာဖွာတောင်ခိုင်းကကုန်နေကြီးကိုကူတာဖို့အတွက်လူတယောက်ရောက်နေတယ်ဗျဟန်ဒီစက်မအောင်ငါနောက်ဆုတ်ပို့လိုက်တဲ့စာအိတ်ကခိုင်းကပြက်စီးနေပြီမဟုတ်လားအဲ့ဒါတော့မငါအဖေကိုကူညီဖို့အတွက်ရောက်လာတာလားအဲ့လိုနဲ့ချင်းစလို့တော့ခေါ်ဖို့အတွက်လောက်ကြပါတော့တယ်ကျွန်တော်တောင်းမှလည်းတင်းကိုအပြင်မှာစောင့်ခိုင်းရတာကြောင့်မလို့ဘာကြီးလဲဟာသူ့ရှေ့တော့တွေကတီးတီးလေးအဲ့လိုနဲ့ကုန်နေကြီးရဲ့သားတရားအပေါ်ကိုမိုးကြီးလိုက်ပါတော့တယ်ကြီးကြီးကျယ်မှာပဲအရန်ငယ်ရတဲ့ချွန်မြန်ကိုတွေးလိုက်ရကကုန်နေကြီးရဲ့သားတရားအရန်အံ့ဩတော့ခဲ့တယ်ဟိုလေခင်ဗျားကကျွန်တော်ရဲ့အဖေကိုဥတာဖို့အတွက်ရောက်လာတာလားမသိဘူးဗျတေဟုတ်တာပေါ့ငါမင်းအဖေရဲ့ရောကိုကုပြီးနိုင်တယ်အဲ့ဒါကြောင့်မင်းတို့ဘက်ကငွေတွေအစင်းနဲ့ပြင်ထားကြနော်ဟုတ်ကဲ့ပါခင်ဗျာကုန်နေကြီးစိတ်ထဲမှာတော့ချွန်မြန်ကိုတန်နေရတဲ့ဝင်နေခဲ့ပြီးခဏနေတော့တောင်မက်နေဆက်ခိုင်းကအကြီးအကဲရောက်လာခဲ့တယ်ဟာရည်ချင်းစရာပဲကွာဒီဆောက်ကလေးကကုန်နေကြီးကိုကူတတ်နိုင်မယ်ဟုတ်လားစောက်အထိပ်ဖက်တွေမရှိလိုက်တာကွာအဲ့ဒါကမင်းနဲ့မဆိုင်ဘူးလေစောက်အဖိုးကြီးအဲ့လိုပြောလိုက်တော့အဖိုးကြီးကလည်းဒေါ်လာတွေထွက်လာကအရှိကိုတက်လာခဲ့တယ်ဟေးမင်းကအရှိကိုတက်လာတယ်ဆိုတော့ငါနဲ့တက်ခတ်ချင်လို့လားမင်းတို့ခိုင်းကိုလည်းငါစောက်ကြီးမဆိုင်ဘူးကွာဘာပြောတယ်ငါတို့ခိုင်းကမင်းတို့ခိုင်းထဲပို့ပြီးတာတယ်ဆိုတာမသိဘူးလားစောက်ကလေးရဲ့ဟုတ်ကဲ့တိတာပေါ့ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တရာတုန်းကကျွန်တော်ခိုင်းရဲ့ရှီပြအောက်မှာနေရတာမဟုတ်ဘူးလားအဲ့လိုပြောလိုက်တော့အဖိုးကြီးတယောက်စပြီးဒေါ်လာထွက်ပါတော့တယ်ရှိလို့ပဲဒီစောက်ကလေးကငါတက်ရှင်လိုက်တာကွာတော်ကြတော့ကျွန်တော်အဖေရဲ့ယောဂအရှင်နေအကြောင်းပဲပြောကြရအောင်ဟုတ်ကဲ့ခမရအဖေရဲ့ခန္ဓာကိုယ်ကနေရပြီးအေးစစ်နဲ့မဟုတ်လားနောက်ပြီးတော့ခမရအဖေရဲ့လေဘေးနဲ့ခေါင်းထိန်နာမကအမဲဆက်တွေရှိတယ်မဟုတ်လားအဲ့လိုပြောလိုက်တော့ဦးလေးကြီးတယောက်ဆောင်းရံကိုအံ့ဩတော့ခဲ့ပြီးချမ်းဆိုလို့အယူတီပေးလိုက်ပါတော့တယ်ဘေးနားမှာချင်းနေကြတဲ့တခြားခိုင်းကအဖိုးကြီးကတော့ဟဲ့မင်းကအဲ့ဒီစောက်ကလေးကိုပြောတဲ့စကားကိုယုံမလို့လားယုံရမှာပေါ့ဘာလို့လဲဆိုရင်တော့ငါအဖေကိုမမြင်ဘဲနဲ့ဘလို့လက်ခဏလေးရှိတာလဲဆိုတာကိုအဲ့လိုပြောတော့လေမမြင်ဘူးလားအဲ့လိုပြောလိုက်တော့အဖိုးကြီးကလည်းဘာပြောစရာမရှိတော့ပဲချမ်းဆိုလို့ထွက်တော့ပါတော့တယ်ရှင်မတို့ကတော့ယောဂဖြစ်နေတဲ့ကုန်နေကြီးစီကိုရောက်လာခဲ့ကြပြီးဦးလေးကြီးကတော့ခက်ခဲတယ်မလားဆိုပြီးမေးလိုက်တယ်ရှင်မကလည်းဒီလောက်ကတော့ကူတာလို့ရတယ်အရန်ကြီးမခက်ပါဘူးအေးပေါ့လေခက်ခဲမှာပေါ့ဘာလို့လဲဆိုတော့တခြားဆရာဝန်လည်းအဲ့လိုပြောဟမ်ဘာပြောလိုက်တယ်ဟုတ်တယ်လေအရန်ကြီးမခက်ပါဘူးလို့ကျွန်တော်ပြောလိုက်တာလေဒီမှာကြည့်ကျွန်တော်ပြမယ်အဲ့လိုနဲ့ရှင်မတရားကုန်နေကြီးရဲ့လက်ကိုတစ်ချက်ကလိုက်ကသူ့ရဲ့မက်ကြီးအစွမ်းတွေကိုလက်ထဲမှာနည်းနည်းထည့်လိုက်တယ်ထက်တဲ့ချင်းမှာကုန်နေကြီးရဲ့နဖူးကအမဲဆက်ကြီးကရုပ်တည်းပြတ်သွားခဲ့တယ်တကယ်ကြီးပြတ်တော့တာဟာဒီယောဂကိုကုဖို့အတွက်ဘယ်လောက်ကြာနိုင်မလဲဗျဘယ်လောက်ကြာနိုင်မလဲဆိုရင်တော့တစ်ဖက်လောက်ကြာနိုင်တယ်အဲ့ဒါတွေထားပါဦးကျွန်တော်ဘိုက်စာနေပြီဗျစက်သားလေးပါလေးမရှိဘူးလားအဲ့လိုနဲ့ရှင်မတရားကုန်နေအိမ်မှာအားရပါရဝါဒီဆွဲပါတော့တယ်ဘေးနားမှာကြည့်နေတဲ့ဦးလေးကြီးကတော့ကျွန်တော်အဖေကိုဘယ်လိုလုပ်မလဲဆိုပြီးမေးလိုက်တယ်ရှင်မကလည်းမင်းအဖေရဲ့ယောဂခဏလောက်ပဲကူလိုက်လို့ရတယ်ခက်ခဲတာကမင်းအဖေကိုအစိတ်ခက်တဲ့သူကိုခြာရမယ်ဘာကြီးကျွန်တော်အဖေကိုအစိတ်ခက်တယ်ဟုတ်လားဟုတ်တယ်မင်းအဖေကယောဂဖြစ်နေတာမဟုတ်ဘူးနှက်ဆိုအစိတ်နဲ့တရောကလုံနေတာပဲတရောဟုတ်လားဘသူကိုပြောတာလဲဗျဘသူလဲဆိုတာကတော့ငါလည်းမသိဘူးလေဒါပေမဲ့ခင်ဗျားကဒီတိုင်းပဲနေကျွန်တော်ဘသူလဲဆိုတာကို
ကိုအဖြေချပေးမယ်ဟုတ်ကဲ့ပါဗျအဲ့ဒါတွေထားပါအောင်ကွာငါတောင်းနေတဲ့အရက်ကကုန်သွားပြီနောက်ထပ်တပင်လည်းမရှိဘူးလားတစ်ဖက်ကအဖိုးကြီးကလည်းရွှေမြောင်ကိုဒေါ်ရထွက်နေခဲ့တယ်ဘာလို့လဲဆိုတော့ကုန်နေစီကပတ်စံရမယ်အခွင့်အရေးကိုရွှေမြောင်ကဖျက်ဆီးလိုက်တာကြောင့်မလို့ပါဘေးနားမှာရှိတဲ့အဖိုးကြီးရဲ့တပည့်ကလည်းဆရာဒီလောက်ထိဒေါ်ရထွက်ဆရာမလိုပါဘူးဆရာစာကျွန်တော်ကင်တွေလိုက်ပါမယ်ကင်တွေမယ်ဟုတ်လားမင်းကဘယ်လိုလုပ်ပြီးကင်တော်မှာလဲပြောစမ်းပါအောင်ဘယ်လိုလုပ်ပြီးကင်တော်မှာလဲဆိုရင်တော့ကျွန်တော်တို့ကိုသူ့ကိုဓာတ်ရေးရှင်းပြမှုတော့စိတ်ခွန်လိုက်မယ်လေနောက်ပြီးတော့တခါလဲမလိုက်တော့အောင်လုပ်ပြီးလိုက်ပါမယ်ဝါအောင်မင်းအစီအစဉ်ကောင်းတယ်ငါကြိုက်တော့ပြီကွာအဲ့လိုနဲ့အဖိုးကြီးကလည်းသူ့တပည့်ကိုတဘိုးတူလိုက်ပြီးအဖိုးကြီးရဲ့တပည့်နှစ်ယောက်တအပြင်ကိုထွက်လာခဲ့ကြတယ်ထွတ်ရှင်မမကန်ကောင်းဆောင်တဲ့ရှင်မန်ကိုမြင်လိုက်ရပြီးချဲ့ဆိုလို့ရှင်မန်အရှိကိုရောက်လာခဲ့တယ်ရွရွရှင်မမဂါရာပြုတ်လိုက်တယ်နောက်ပြီးတော့ကျွန်တော်ဓာတ်ရေးရှင်းပြမှုအတွက်ဆင့်ခေါ်ပါတယ်အော်မင်းကငါနဲ့ဓာတ်ရေးရှင်းပြမယ်ပေါ့ဟုတ်လားဟုတ်ပါတယ်ကျွန်တော်စိတ်ရင်နဲ့မြက်မြက်တတတိုက်ရောပါမယ်ဟိုစိတ်ပြပါတယ်ကွာမင်းကငါ့ကိုနိုင်မှာမို့လို့လားနောက်ပြီးတော့ငါနဲ့တိုက်ပြီးနောင်နာမရနဲ့နော်အဲ့လိုနဲ့ရှင်မန်ကလည်းဓာတ်ရေးရှင်းပြမှုအတွက်တဘိုးတူလိုက်ကနေရောက်တာခွင်းမြက်အလေကိုရောက်လာခဲ့ကြတယ်ရွရွရှင်မမဆန်ချီကတော့အရင်ဆုံးမတက်ခင်နာမည်ကိုအရင်မိတ်ဆက်ခိုင်းလိုက်ပါတော့တယ်ရှိလို့ပဲစောက်စကားအရင်များတာပဲကွာတိုက်မှရှင်တိုက်တာမဟုတ်ဘူးအဲ့လိုပြောလိုက်တော့ဆက်ရှင်နောက်ကိုပါလာတဲ့တငယ်ချင်းတယောက်ကပြောခေါင်းလားဆိုပြီးဒေါ်ရတွေထွက်နေခဲ့ကဆန်ချီကတော့ရပါတဲ့ပုံစံနဲ့သူ့တငယ်ချင်းကိုတားလိုက်တယ်ဒါပေမဲ့ဆန်ချီရဲ့စိတ်ထဲမှာတော့အဲ့ဒီခွေးမတာကိုတီလောက်အောင်တက်ရှင်နေခဲ့တာပေါ့ကဲဟုတ်ပြီလေစားချတာပေါ့ပြောချင်းမှပဲဆန်ချီကတော့သူ့သားကိုတစ်ချက်အစင်လေးပြင်လိုက်ကအရှိကိုတက်လာခဲ့တယ်နောက်ဆုံးမှတော့ရှင်မန်နာကိုရောက်လာခဲ့ပြီးချက်ဆိုသူ့သားနဲ့တစ်ချက်တူထည့်ပေးလိုက်တယ်ဟမ်ငါရဲ့တက်ခဲချက်ကိုကာလိုက်တာလားဟာဟုတ်ပါတယ်တကယ်တော့ရှင်မောင်တယောက်ဆန်ချီရဲ့တက်ခဲချက်ကိုကာလိုက်တာပဲဖြစ်တယ်အဲ့လိုနဲ့သူ့ရဲ့အရာမှာတက်ခဲချက်ကိုကာလိုက်တာကြောင့်ဆန်ချီတယောက်ဒေါ်ရတွေစောင်းရင်ကိုထွက်တော့ခဲ့ကကဲဒီတက်ခဲချက်ကိုလည်းကာနိုင်မလားကြည့်ကြတာပေါ့အဲ့လိုနဲ့စောင်းရင်ကိုမြင်တဲ့အချိန်နဲ့အရှိကိုတက်လာခဲ့ပြီးဘီနာမှာရှိနေတဲ့ဆန်ချီရဲ့တူငယ်ချင်းကတော့ရက်ဖို့တော့ကိုအော်ပြီးတားလိုက်ပါတော့တယ်တတားချင်းမှပဲဆန်ချီကတော့အတိတရားဝင်လာခဲ့ကသူ့ရဲ့မချစ်အစွမ်းကိုလည်းသူ့လက်ထက်ကိုပြန်တင်လိုက်ပြီးရှင်မြောင်နောက်မှာရက်တန်းလိုက်ပါတော့တယ်ဟိုတော်ရင်းတာပေါ့ကွာငါသူ့ကိုတက်မိတော့မလို့ဒါပေမဲ့ခဏနဲ့တော့ရှင်မြောင်တယောက်အဝေးကိုလွတ်ထွက်သွားခဲ့ပြီးနေရန်နဲ့စောင့်မိတော့ပါတော့တယ်အေကိုအဲ့ဒီအကလေးကိုဘာလို့လိုက်တာလဲဗျအဲ့လိုနဲ့ရှင်မြောင်စီကိုရောက်လာခဲ့တယ်ဆန်ချီကတော့ငါသူ့ကိုမချစ်အစွမ်းလည်းမတုံးလိုက်ပါဘူးဟာနောက်ပြီးတော့လည်းငါသူ့ကိုခေါ်လိုက်တဲ့ဓာချက်ကလည်းနန်းတဝက်မှာရက်လိုက်တာပါဟာဟုတ်ပါတယ်တကယ်တော့ရှင်မြောင်ကိုဆန်ချီလောက်လိုက်တာမဟုတ်ပါဘူးရှင်မြောင်တယောက်တမင်တကအကွက်ချတော့တာပဲဖြစ်တယ်အဲ့လိုနဲ့ခဏနေတော့ကုန်နေကြီးရဲ့တာကရောက်လာခဲ့ကမင်းတို့တွေဘာလို့နေကြတာလဲဆိုပြီးအော်ပါတော့တယ်လဲနေတဲ့ရှင်မြောင်ကိုလည်းရှဲဆိုတော့ကူတာဖို့တော့ခေါ်တာခန်းလိုက်ပြီးကြံနေခဲ့တဲ့ဆန်ချီကိုကြတော့ကုန်နေကြီးရဲ့တာတယောက်ငါအဖေကိုကူတာပေးနေတဲ့သူကိုသူ့ထက်တိုင်ကိုလှုပ်လိုက်တဲ့အတွက်ရှဲဆိုတော့မောင်းထုတ်ပါတော့တယ်အဲ့လိုနဲ့ခဏနေတော့ဘာဖြစ်နေလဲဆိုပြီးအကြီးကဲကရောက်လာခဲ့တယ်ရောက်ရှင်မတူအန်ဂျီကိုမြင်လိုက်ရကသူ့ထက်ပြေလို့လိုက်တဲ့ကိုချက်ချင်းမတိသွားခဲ့တယ်ဆရာဒီဟာကမတော်လက်စားဖြစ်တော့တာထင်တယ်နော်ဘာမတော်စလဲမင်းမမြင်ဘူးလားကွာမင်းတို့ထက်ငယ်တဲ့ကလေးတယောက်ကိုအခုလိုလှုပ်ရတာကမင်းတို့တိတ်ခါကြတော့ပြီအဲဒါကြောင့်မင်းတို့ရဲ့မျက်နှာကိုလည်းငါမမြင်ချင်ဘူးထွက်သွားကြကွာဘာကိုမှမတတ်နိုင်တော့တဲ့ဦးလေးကြီးကလည်းသူတို့ထွက်သွားဖို့ကိုလည်းလက်ခံလိုက်ကပုံနေကြီးရဲ့တာတယောက်စိတ်တုံရင်းနဲ့ထွက်သွားခဲ့တယ်ကျန်နေခဲ့တဲ့အဖိုးကြီးရဲ့တပည့်ကတော့သူ့အပြစ်ကိုဆရာစီမှာတောင်းပန်ဖို့အတွက်ပြောဖို့လုပ်တော့ဒါပေမဲ့လည်းအဖိုးကြီးကတော့ဘယ်ရမလဲငါအရင်ပြန်တော့မယ်မင်းကတော့ကုန်နေကြီးကိုတောင်းပန်ထားတောင်းပန်လို့မရဘူးဆိုရင်ပြန်မလာခဲ့နဲ့ကြားလားဟုတ်ကဲ့အမိတ်တန်လှုပ်လိုက်ပါမယ်တစ်ဖက်ကရှင်မန်ဖက်မှာတော့ကုန်နေတယောက်နဲ့ရှင်မန်နောက်ကိုရောက်လာခဲ့ကြတယ်ဟေ့ကျွန်တော်မေးဦးမယ်ခမရရဲ့အဖေကိုသူတကယ်ကြီးကူးနိုင်တာလားတိတ်ဟုတ်တာပေါ့ငါအဖေကူးတတ်နိုင်တယ်အခုဆိုအရှင်နေပူကောင်းလာတာကိုလည်းမြင်ရတယ်အဲ့လိုနဲ့ကုန်နေကြီးကလည်းသဘောပေါက်သွားခဲ့ပြီးညနေကိုရောက်လာတော့ရှင်မန်စီကိုလူတယောက်ကရောက်လာခဲ့တယ်ဘာလို့ရောက်လာတာလဲဆိုရင်တော့ရှင်မန်ကိုတက်ဖို့အတွက်ရောက်လာတာပဲဖြစ်ပြီးဘာလို့ရှင်မန်ကိုတက်မှလဲဆိုရင်တော့ကုန်နေကြီးရဲ့အစိတ်ကိုကူတာပေးနေတာကြောင့်မလို့ပဲဖြစ်တယ်အဲ့လိုနဲ့သူ့ရဲ့လက်ကနေလက်ဆိုအစိတ်ကိုထုတ်လိုက်ကရှင်မန်ကိုတက်ချက်ထိုးလိုက်တယ်ဒါပေမဲ့လည်းစိတ်မကောင်းစွာနဲ့ရှင်မန်တယောက်ခဏကတက်ခက်ချက်ကိုချောင်းလိုက်ပြီးလူသက်သမားရဲ့လက်ကိုကင်လိုက်ကကဲငါအကြံနေအောင်မြင်ပြီပေါ့ကွာလူသက်သမားကလည်းဘယ်ရမလဲသူ့ရဲ့လက်နောက်တစ်ဖက်နဲ့ပြန်တွေ့ဖို့လုပ်ပါတော့တယ်ဒါပေမဲ့လည်းရှင်မန်ကလည်းလူသက်သမားရဲ့အနောက်ကိုခုန်ချောလိုက်ပြီးလူသက်သမားရဲ့တက်ခက်ချက်ကိုချောင်းနိုင်ခဲ့တယ်အဲ့လိုနဲ့နောက်တစ်ချက်အဲ့လိုနဲ့လူသက်သမားကြီးတယောက်သူ့လက်ကနေလက်ဆိုအစိမ့်နဲ့ပြထက်လိုက်ပါတော့တယ်ဒါပေမဲ့လည်းရှင်မန်ကတော့အေးဆေးလေးချောင်းလိုက်တာပေါ့ဘာကြီးလဲဟာငါရဲ့တက်ခက်ချက်ကိုအေးဆေးလေးချောင်းလိုက်တာလားဟာအဲ့လိုနဲ့ခဏနေတော့အတန်ဒီကအရန်ကိုဆူညံနေတာကြောင့်ကုန်နေကြီးရဲ့သားတယောက်ကရောက်လာခဲ့တယ်ဟိတ်တခုကောင်မင်းဒီမှာဘာလုပ်နေတာလဲတကယ်တော့ဒီတခုကဘာလို့လဲဆိုရင်တော့ရှင်မန်စီကိုမနက်ကလာခဲ့တဲ့ကုန်နေတယောက်ပဲဖြစ်တယ်အခုလဲရှင်မန်တော့ကုန်နေတယောက်သူ့ရဲ့တရုပ်မှန်ကိုပေါ်တော့တာကြောင့်ဘာလို့ဘာကန်ရမှမသိတော့ပဲရှင်မန်ကတော့ကုန်နေကြီးရဲ့သားနာကိုရောက်လာခဲ့ပြီးကဲကျွန်တော်ပြောတယ်မလားခမရရဲ့အဖေကိုအစိတ်ခဲတဲ့သူကသူ့လိုပေါ်လာမယ်ဆိုတာကိုလေအေးမင်းပြောတာဟုတ်တာပဲတကယ်တော့ရှင်မန်တယောက်ဒီလိုဖြစ်လာအောက်ဆီဂျင်တကြားလောက်ထားတာပဲဖြစ်တယ်ဟေးမင်းငါအဖေကိုဘာလို့အစိတ်ခဲရတာလဲဘာလို့လဲဆိုတော့မင်းအဖေကငါတို့ကုန်တွေကြားမှာပတ်စံအရှိဆုံးနဲ့အာနာအရှိဆုံးချောင်းမလို့ပဲကွာအော်လက်ဆက်တော့မင်းကသူများကိုမနာလို့တဲ့ခွေးတစ်ကောင်လေးပေါ့ဟိတ်ဆောက်ကလေးကများဗစက်ပိတ်ထားစမ်းအဲ့လိုနဲ့ဦးလေးကြီးတယောက်သူ့မှာရှိတဲ့မက်ဂျစ်အစွမ်းနဲ့ရှင်မစီကိုပြစ်ထည့်လိုက်ပါတော့တယ်ဒါပေမဲ့လည်းဦးလေးကြီးရဲ့တက်ခက်ချက်ကရှင်မအပေါ်ကိုအလုံးမဖြစ်ပဲရှင်မတယောက်အေးဆေးဆေးလေးကလိုက်တာပေါ့အဲ့လိုနဲ့တစ်ဖက်ကစိတ်လေးကျနေတဲ့ဆန်ချီကတော့ကုန်နေကြီးကိုဘလို့တောင်းမင်ကောင်းမလဲဆိုပြီးစဉ်းစားနေခဲ့တယ်အဲ့လိုစဉ်းစားနေလို့တက်ခက်တဲ့နေနဲ့မိခိုးတန်တွေကိုမြင်လိုက်ရကချက်စလို့ရှင်မတို့ရှိတဲ့နေရာကိုရောက်လာခဲ့တယ်ရောရှင်မပဲရှင်မကတော့ဆန်ချီလာတာကိုမြင်လိုက်ရကအမူအရာတွေနဲ့ပြနေခဲ့တယ်ဒါပေမဲ့လည်းဆန်ချီကတော့နားမလဲပါဘူးအိတ်ဆောက်ယူမင်းအပြည့်တွေကိုတောင်းမဲ့လို့ရအောင်အခုသူရဲ့ကောင်လုံးလိုက်တော့ဟာမင်းကုန်နေကြီးအရှိမအဲ့လိုနဲ့နောက်ဆုံးမတော့ဆန်ချီကြီးတယောက်ကုန်နေကြီးစီမှာခွန်းလန်းဖို့အတွက်သူရဲ့ကောင်ဝင်လို့ရမှာကိုသဘောပေါက်သွားခဲ့တယ်အဲ့လိုနဲ့သူ့သားကိုတစ်ချက်ထိုးလိုက်ပြီးသူရဲ့ကောင်ဝင်လို့ဖို့အတွက်အရှိကိုတက်လာခဲ့တယ်နောက်ဆုံးမတော့ငါတက်ခဲစရာမလိုတော့ဘူးပဲအာကူမဲ့ကွာအဲ့လိုနဲ့ဆန်ချီကြီးနဲ့ဦးလေးကြီးတို့နှစ်ယောက်တက်ခတ်နေခဲ့ကြကရှင်မန်ကတော့တိုက်ပွဲရဲ့အပြင်ဘက်မှာအေးအေးဆေးလေးနဲ့နေခဲ့တယ်ရှိလို့ပဲကြားလိုက်တာကွာတနာကြီးတောင်းရှိသွားပြီးအမှန်ဆိုရင်ငါဘာသာငါချလိုက်ပါတယ်အဲ့လိုနဲ့ခဏနေတော့ဆန်ချီရဲ့တိုက်ပွဲကြီးကပြေဆုံးတော့ခဲ့ကနောက်ဆုံးမတော့ဆန်ချီတယောက်အနိုင်ရရှိတော့ခဲ့တယ်ဆရာကျွန်တော်
လူစုကိုဖမ်းမိထားတဲ့နော်အေးကြီးစုပဲကွာမင်းကြီးစုကိုမမေ့ပါဘူးကုန်နေကြီးရဲ့တာကတော့ရွှေမြောင်ကိုပဲအော်နေခဲ့တယ်ဘာလို့လဲဆိုရင်တော့သူ့ရဲ့ပြဿနာကိုခဏလေးအတွင်းမှာကူညီပေးလိုက်တာကြောင့်မလို့ပါဟေးခင်ဗျာဘာကြီးနေတာလဲခင်ဗျားတို့ငွေတွေအစင်းနဲ့ပြင်ထားကြားလားဟုတ်ပါပြီမင်းကြီးစုကိုပြန်ဆက်တဲ့အနေနဲ့မင်းတို့ခိုင်းငါထောက်ပံ့ပေးပါမယ်လို့ဂရိပေးပါတယ်ကွာဘာပြောလိုက်တယ်မင်းပေးရမယ့်ပတ်စံတွေကငါ့ကိုပေးရမှာကွာငါတို့ခိုင်းကိုပေးလိုက်ငါကပတ်စံမရတော့ဘူးလေကုန်နေကြီးတယောက်ချော့ပြော့တော့ခဲ့တာပေါ့အဲ့လိုနဲ့နောက်ရက်မှာတော့ရွှေမြောင်တယောက်ကုန်နေကြီးရဲ့အရှိကိုရောက်လာခဲ့တယ်ဘာလို့လဲဆိုရင်တော့ကုန်နေကြီးရဲ့အစိတ်ကိုကူတာဖို့ပဲဖြစ်တယ်ဘလို့ကူမှလဲဆိုရင်တော့ရွှေမြောင်တယောက်ကုန်နေကြီးရဲ့လက်ကိုစုပ်ကန်လိုက်ပြီးကုန်နေရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစိတ်တွေကိုသူ့ရဲ့ခန္ဓာကိုယ်တွေကိုစုပ်ယူပါတော့တယ်အဲ့လိုနဲ့နောက်ဆုံးမှာတော့အစိတ်တွေအကုန်လုံးကိုစုပ်ယူလို့ပြီးသွားခဲ့ကရွှေမြောင်တယောက်စောင်းရင်ကိုနာကျင်နေခဲ့တယ်ဒါပေမဲ့လည်းရွှေမြောင်ကတော့အစိတ်ကိုဘလို့ဖေချားမှလဲဆိုတာကိုသိနေခဲ့တာကြောင့်သူ့ရဲ့မကြီးအစွမ်းနဲ့သူ့ရဲ့ခန္ဓာကိုယ်ဖောက်ခွဲပေးလိုက်ပါတော့တယ်အဲ့လိုဖောက်ခွဲလိုက်တာကြောင့်ရွှေမြောင်ထဲကိုဝင်တော့တဲ့အစိတ်တွေကလည်းမခံနိုင်တော့ပဲအပြင်ကိုပတ်ထွက်လာခဲ့ကြပြီးပူသားလို့လည်းပြေဆုံးတော့ပါတော့တယ်ရှိလို့ပဲငါတီတော့မလို့နောက်ထပ်ငါဘယ်တော့မှတီလို့မလုပ်တော့ဘူးဂရင်ပေါ်မှာလဲနေတဲ့ကုန်နေကြီးကတော့အစိတ်တွေကလည်းမရှိတော့တာကြောင့်မျက်လုံးကဖွင့်လာခဲ့တယ်အိုးဘဒူများလဲကွယ်ကျွန်တော်ကခမောက်ခက်တင်မလိုက်တဲ့နှစ်သားလေးတစ်ပါးပါအဲ့လိုနဲ့နောက်ရက်မှာတော့ကုန်နေကြီးကလည်းပြန်ကောင်းတော့ပြီဖြစ်တာကြောင့်သူ့ကိုလှုပ်ကြံခဲ့တဲ့ကုန်တွေကိုလည်းကျိုးပေးလိုက်ပါတော့တယ်ကျိုးပေးလို့ပြချင်းရွှေမြောင်ကတော့အရက်တွေနဲ့စားတော့ဖွေရတွေကိုတယောက်တည်းအဝကြီးတွေ့ပါတော့တယ်အိုးကောင်းလိုက်တာကွာဘာနဲ့မှမလဲနိုင်ဘူးအဲ့လိုနဲ့ခဏနေတော့ကုန်နေကြီးတယောက်ရွှေမြောင်စီကိုရောက်လာခဲ့တယ်ရောရွှေမြောင်မဲ့ကုန်နေကြီးကတော့ရွှေမြောင်ရဲ့အရှိမဦးညွှတ်လိုက်ပြီးကြီးတို့တင်တဲ့စကားကိုပြောပါတော့တယ်ရွှေမြောင်ကလည်းရပါတယ်ဗျာကြီးတို့တင်စရာမလိုပါဘူးဆိုပြီးပြောတော့ကုန်နေကြီးကလည်းမင်းတို့ချင်တာပြောလို့ရတယ်ကျွန်တော်အကုန်ဖြည့်ဆည်းပေးမှဆိုပြီးပြောလိုက်တယ်ပြောချင်းမှပဲရွှေမြောင်တယောက်သူ့စာအုပ်ကိုထုတ်လိုက်တယ်ဘေးနားမှာကြည့်နေကြတဲ့ကုန်နေကြီးကလည်းဘာစာအုပ်လဲဆိုပြီးမိတော့ရွှေမြောင်ကလည်းမင်းငါ့ကိုလိုချင်တာအကုန်ပြောဆိုအဲ့ဒါကြောင့်ဒီစာအုပ်ထဲမှာငါရချင်တာတွေအကုန်လုံးရေးချထားတယ်အဲ့ဒါတွေအကုန်လုံးရအောင်လှုပ်ပေးကွာဟုတ်ပါပြီဗျာဟုတ်ပါပြီအဲ့လိုနဲ့နောက်ရက်မှာတော့ကုန်နေကြီးစီကိုသူ့ရဲ့တာကရောက်လာခဲ့တယ်အဖေကျွန်တော်တခုမေးလို့ရမလားဗျာဘာလို့သူ့တဲ့နိုင်ခြင်းမရှိတဲ့ခိုင်းကိုဘာလို့ရင်းနှီးမြှုပ်နှံလိုက်တာလဲဗျာအဲ့လိုပြောလိုက်တော့ကုန်နေကြီးထထားလိုက်ကဟေးငါတာကုန်နေတယောက်ဆိုတာသူများတွေမလုပ်ဘူးတာတွေကိုအရင်ဆုံးလုပ်ရမယ်နောက်ပြီးတော့သူများတွေသတိမထားမိတဲ့အရာတွေကိုအရင်ဆုံးလက်ဦးယူရမယ်ကွာအဲ့ဒါကြောင့်လည်းရွှေမြောင်နေတဲ့ခိုင်းကိုထောက်ပံ့ပေးမယ်လို့ပြောလိုက်တာပဲဟုတ်ပါတယ်ဗျာကျွန်တော်တို့ထောက်ပံ့ပေးရအောင်ကအကြောင်းပြချက်ခိုင်လုံမှုမရှိဘူးလေဘာလို့မရှိရမှာလဲရွှေမြောင်တယောက်လုံးရှိတယ်သူကအဲ့ဒီခိုင်းမှရှိနေတဲ့၍ကဘာကြီးတစ်ခုလုံးမှာအကြီးအကျယ်ဆုံးခိုင်းတစ်ခုဖြစ်လာမှာကိုလည်းငါကြိုသိနေတယ်ကွာဒါပေမဲ့အမှန်ပြောရရင်အဲ့ဒီကောင်စုကငါစီကနေတောင်းတော့စောင်းရန်ကိုများတာရှိလို့ပဲခွေတောင်စာဆောက်ကလေးကုန်နေကြီးကတာကတော့အပြုံးတစ်ချက်ပြုံးလိုက်ပြီးဘာလို့လဲဆိုရင်တော့သူ့အဖေပြောထားတဲ့အတိုင်းရွှေမြောင်ကိုကြိုက်တော့တာကြောင့်မလို့ပဲဖြစ်တယ်တစ်ဖက်ကရွှေမြောင်ဘက်မှာတော့စားတော့လို့လည်းဝတ်ထားပြီးဖြစ်တာကြောင့်အပြင်မှာလီကောင်းလီတက်နေချူချိုက်နေခဲ့တယ်အဲ့လိုနဲ့ခဏနေတော့ဆန်ကြီးတယောက်ရွှေမြောင်ရှိကိုပြောင်းလာခဲ့တယ်ဘာလို့ပြောင်းလာတာလဲဆိုရင်တော့ရွှေမြောင်နဲ့နောက်တစ်ခေါက်တက်ခိုက်ဖို့အတွက်စိတ်ခေါ်လာတာပဲဖြစ်တယ်ဟေးငါမင်းကိုမနိုင်ဘူးလေဘာလို့ငါနဲ့ပြန်တက်ခိုက်ရှင်နေရတာတော့ဘာလို့လဲဆိုတော့ပထမတက်ခိုက်ထုံးကမင်းတမင်တကကိုတန်ရန်ရောက်အောင်လုပ်လိုက်တာဆိုတာငါသိတယ်ကွာအော်မင်းသိတယ်ပေါ့ကောင်းပြီလေဒီတစ်ခါလဲတိုက်ကြတာပေါ့အဲ့လိုနဲ့ညောက်လာတက်ခိုက်ဖို့အတွက်ကွင်းမြုံရောက်လာခဲ့ကြပြီးဆန်ချီကတော့ရွှေမြောင်နဲ့တက်ခိုက်ရတော့မှဖြစ်တာကြောင့်အရန်ကိုကြောက်နေခဲ့တယ်ဘာလို့လဲဆိုတော့ရွှေမြောင်ရဲ့ခန္ဓာကိုယ်ထဲကနေစောင်းရဲကိုများပြတဲ့မကျက်ဆွမ်းနေဖြာထွက်နေတာကြောင့်မလို့ပါဟေးဘာဖြစ်နေတာလဲမင်းရဲ့ခန္ဓာကိုယ်ကတုံနေတယ်ကဲထားပါလေလာခဲ့မင်းအင်ဆုံးလာတိုက်အဲ့လိုနဲ့ဆန်ချီကလည်းသူ့ရဲ့ကြောက်စိတ်တွေကိုဘေးဖယ်ထားလိုက်ကသူ့ရဲ့ဓာတ်ကိုစုပ်ကန်လိုက်ပြီးသူတင်ထားတဲ့နေပွင့်ထားပညာကိုထုတ်ပြလိုက်ပါတော့တယ်ထတော့ရွှေမြောင်တော့စောင်းရဲကိုစိတ်တူလာခဲ့ပြီးလူသက်ရှင်တဲ့စိတ်ပါပေါက်လာခဲ့ကအရှိကိုတက်လာခဲ့လဲဆန်ချီကိုလည်းရွှေမြောင်တော့သူ့ရဲ့တက်တာထားကျိုးရတဲ့အထိပိုင်စုပ်ပြစ်လိုက်ပါတော့တယ်ဒါပေမဲ့အဲ့ဒါနေမကတွေပဲရွှေမြောင်ကတော့ချဲ့စလို့ပြောင်းလာခဲ့ပြီးဆန်ချီရဲ့ရင်မက်ကိုဆွဲထားလိုက်တယ်ဟေးဆောက်ကလေးမင်းခဏကတုံးလိုက်တဲ့တိုင်းမြန်ကဘယ်ကတင်ထားတာလဲတကယ်တော့ရွှေမြောင်တော့ဘာလို့စောင်းရဲကိုဒေါ်ရထနေတာလဲဆိုရင်တော့ခဏကဆန်ချီတုံးလိုက်တဲ့တိုင်းခွဲကရွှေမြောင်ရဲ့ဂိုင်းကတီးထွင်ထားတဲ့မတ်မပွင့်ဓာတ်ပညာနဲ့တူနေတာကြောင့်မလို့ပဲဖြစ်တယ်နောက်ပြီးတော့မတ်မပွင့်ဓာတ်ပညာကလည်းရွှေမြောင်အစကနေခဲ့တဲ့ဂိုင်းရဲ့တင်ခဲ့တဲ့တိုင်းပညာတစ်ခုဖြစ်နေတာကြောင့်မလို့ပါအခုလည်းရှိမှတော့ရွှေမြောင်တော့သူတို့ရဲ့ဂိုင်းကတိုင်းပညာကိုတခြားဂိုင်းကခိုးထားတာကိုတီးလိုက်ရတာကြောင့်စောင်းရင်ကိုစိတ်တူနေခဲ့တယ်ခံရတဲ့ဆန်ချီကတော့သူ့ခန္ဓာကိုတစ်ခုလုံးလုံးလုံးမရတော့တာကြောင့်ချဲ့ဆိုလို့သတိပါမိလဲတော့ပါတော့တယ်အဲ့လိုနဲ့နောက်ရက်မှာသတိမိနေတာကလည်းပြတ်ထားလာခဲ့ပြီးသူ့ရဲ့ခန္ဓာကိုတစ်ခုလုံးမှာပက်တီတီနဲ့ပြည့်နေခဲ့တယ်ငါဘာဖြစ်တော့တာလဲဟာတစ်ချက်ထန်အမောက်တက်ခံလိုက်ရတာလားဟေးငါမိတာဖြေစမ်းမင်းအစကတုံးလိုက်တဲ့တိုင်းပညာကိုဘယ်ကတင်ထားတာလဲဟုတ်ကဲ့ဘယ်ကနေတင်ထားတာလဲဆိုရင်တော့ကျွန်တော်ခိုင်းရဲ့ဆရာတွေစီကတင်ထားတာပါဗျဟိုကောင်းပြီလေအဲ့ဒါဆိုရင်မင်းနဲ့မဆိုင်ဘူးပဲငါတောင်းမှပါလေကွာမင်းနဲ့မဆိုင်တဲ့အရာကိုငါမြို့နာကြည့်အောင်လုပ်မိလိုက်ပြီဒါပေမဲ့လည်းဒီတိုင်းပညာကိုတင်တဲ့မင်းတို့ခိုင်းကစောက်ဆရာတွေကိုငါရဲ့လက်ထင်မှာတည်စီရမယ်တစ်ဖက်ကရွှေမြောင်ရဲ့တပည့်တွေကတော့ရွှေမြောင်ကအခုထိပြန်မလာတိတာကြောင့်စောင်းကိုစိတ်ပူနေကြတာပေါ့ခိုင်းကောက်ဆောင်ဘက်မှာလည်းစီဝေးလုံးနေကြတယ်ဘာလို့လဲဆိုရင်တော့ရွှေမြောင်ကိုစားတဲ့ဆောင်လေးပုတ်ခိုင်းလိုက်တာကိုတပတ်လောက်ကြာတော့ကြောင့်မလို့ပဲဖြစ်တယ်အဲ့လိုနဲ့ရွှေမြောင်ကိုချဖွေဖို့အတွက်အစီဝေးလောက်ကြပြီးခဏနေတော့အိမ်ပြန်လာတဲ့ရွှေမြောင်တန်ကိုကြားလိုက်ရပါတော့တယ်ကြကြချင်းမှပဲခိုင်းကောက်ဆောင်ကတော့အရှိကနေဦးဆုံးထွက်လာခဲ့ပြီးရွှေမြောင်ကတော့ခက်တီတီနဲ့အထဲဝင်လာခဲ့တာပေါ့ကျွန်တော်အရင်ဆုံးခိုင်းကောက်ဆောင်ကိုအယူတည်ပေးပါတယ်အဲ့လိုနဲ့ခိုင်းကောက်ဆောင်ကလည်းမင်းကဘာလို့ကြားနေတာလဲဆိုပြီးမိပါတော့တယ်အဲ့လိုမေးနေတော့ခဏနေတော့လူတယောက်ကရောက်လာခဲ့တယ်သူကဘာတူလဲဆိုရင်တော့ရွှေမြောင်ကဲပေးလိုက်တဲ့ကုံနဲ့အကြီးစားဆီယံဟွန်မဲဖြစ်တယ်ကဲအားလုံးပဲရွှေမြောင်ကိုမဆူကြပါနဲ့အောင်သူပြန်မလာရတဲ့အကြောင်းရင်းကလည်းကျွန်တော်ရဲ့ဂျိုကကုတာပေးနေတာကြောင့်မလို့ပါအဲ့လိုနဲ့ဘာဖြစ်နေတဲ့ဆိုတာကိုရှင်းပြဖို့အတွက်အစည်းအဝေးခန်းထဲကိုအကုန်လုံးရောက်လာခဲ့ကြတယ်ရောရွှေမြောင်ကုံနေကြီးကတော့ရွှေမြောင်ပြန်မလာတဲ့အကြောင်းရင်းကိုရှင်းပြပေးလိုက်ကဘေးနားမှာကြည့်နေကြတဲ့ဆရာဓမ္မတွေအကုန်လုံးကပါရွှေမြောင်အတွက်ဂုဏ်ယူပေးနေကြပါတော့တယ်ကဲကျွန်တော်ရောက်လာရတဲ့အကြောင်းရင်းကိုပြောပါတော့မယ်ဗျာကျွန်တော်ဒီခိုင်းကိုထောက်ပံ့ပေးခြင်းပါတယ်အဲ့လိုပြောလိုက်တော့တခြားသူတွေနဲ့ခိုင်းကောင်းဆောင်တယောက်ကပါဗစက်ဟောင်းလိုက်ဖြစ်တော့ခဲ့ကြတယ်ဘာလို့လဲဆိုရင်တော့ကမ္ဘာအကြီးဆုံးကုံနေတယောက်ကသူတို့ခိုင်းကိုထောက်ပံ့ပေးမှစကားကိုကြားလိုက်တာကြောင့်မလို့ပါအဲ့လိုနဲ့ခိုင်းကောင်းဆောင်တယောက်အရန်ကိုပြောတော့ခဲ့ပြီးရွှေမြောင်ဘက်ကိုလက်လာခဲ့ကဟေးအရန်တော့တာပဲကွာရှစ်လက်ရှိမိသွားပြီအဲ့လိုနဲ့ခိုင်းကောင်းဆောင်တယောက်အရန်ကိုပြောတော့ခဲ့တာကြောင့်ရွှေမြောင်ကိုအဆောင်စီကိုပြန်ခံလိုက်တယ်ကြံနေခဲ့တဲ့တခြားသူတွေကတော့အစည်းအဝေးကိုဆက်ပါတော့တယ်ကျွန်တော်ဒီခိုင်းကိုထောက်ပံ့ပေးရတဲ့ဆိုတာကအရှိအနေနဲ့ခုရှိပါတယ်ပထမတစ်ခုပတ်စံတွေကိုမစုဆောင်
ထားပဲဒီခိုင်းရဲ့ကလေးတွေအတွက်တုံးပေးရပါမယ်ဒုတိယတစ်ချက်ကတော့ရွှေမြောင်ကိုမျက်နှာထားပေးရပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီခိုင်းကိုထောက်ပံ့ပေးရတဲ့အကြောင်းရင်းကလည်းရွှေမြောင်ကြောင့်မလို့ရောက်လာရတာပဲသဘောတူနိုင်မလားခိုင်ကောင်းဆောင်ကလည်းကုန်တယ်ပြောတဲ့စကားကိုသဘောတူလိုက်ပါတော့တဲ့အဲ့လိုနဲ့နောက်ဝဲမှာတော့ရွှေမြောင်တယောက်တောင်ထိပ်ပေါ်မှာကောင်းကင်ကြီးကိုတစ်ချက်ကြည့်နေခဲ့ပြီးဒီကောင်းနေတဲ့နေချူချိုက်နေခဲ့ကဟိုငါနောက်ဆုံးတော့ဒီခိုင်းရဲ့အကျူးတွေကိုစီးပွားရေးတွေကိုပြန်ယူထားပြီးငါနောက်ထပ်လောက်ရမှာကတော့ငါရဲ့တပည့်တွေကိုဒီထဲမှာကပို့ပြီးတော့အောင်လုပ်ဖို့ပဲကြံတော့တယ်ဆိုပြီးတွေးနေခဲ့ကဲဒီဇက်ကလေးကတော့ဒီမှာပဲဇက်တိန်ထားပါတယ်ဗျအစုံလေးကြည့်ရှုပေးကြတဲ့သူငါချင်းအားလုံးကိုကျေးဇူးတင်ပါတယ်